သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တကုရဲလဆန်း17ရက်မန္တလေးတိုင်းမန္တလေးမြို့မောရခီဝါရဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောဒေဝဒဟတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တဲ့တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်သီထဝယ်90အစုအလုံးခဲရင်တော်မူတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကျိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝဒါနံချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒသဝိနည်းများစွာတတ္တဝါဤချမ်းသာစေပါလူလာတောင်းတဂုံပေါင်းခါသဖြင့်နာထပညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဒေဝဒဟတုတ်အနှစ်ချုပ်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေမြောက်များစွာထဲမှာအရိယမေကလမ်းစဉ်လို့ဆိုတဲ့ကိုရောမြတ်ချမ်းမှရှင်းသုံးခဲ့တဲ့မဇ္ဈိမပฏิပဒါလမ်းစဉ်ရဲ့ထူးခြားတဲ့အကြည်အသွေးရှိမှုထိုခေတ်ထိုကာလတုန်းကဘုရားမြတ်စွာနဲ့ခေတ်ပြိုင်ပေါ်ထွန်းခဲ့ကြတဲ့ဘာသာတရားတွေရဲ့အားနည်းချက်များကိုအချို့သုတ္တန်များမှာမြတ်စွာဘုရားကတတ္တဝါတွေရဲ့အကျိုးမျှော်ကိုးပြီးတော့ဝေဖန်ဆန်းစစ်ပြခဲ့တာတွေရှိတယ်ဘုန်းကြီးတို့တွေဘာသာရေးကိစ္စတစ်ခုကိုထိုဘာသာရဲ့လမ်းညွှန်ချက်အတိုင်းဘဝတစ်ခုမှာလိုက်နာကျင့်သုံးကြတယ်ဆိုတဲ့အခါမှာဘာသာတရားရဲ့အဆုံးအမတိုင်းတလေးတစားလိုက်နာကျင့်သုံးကြတော့လဲထိုဘာသာတရားရဲ့အဆုံးအမအတိုင်းအချို့ပုဂ္ဂိုလ်များဟာအကျိုးကျေးဇူးရရှိနိုင်စွမ်းမရှိကြပါဘူးအချို့ဘာသာတရားများဟာအကျိုးပြုဖို့လမ်းညွှန်ထားတော့လည်းပဲသူတို့လမ်းညွှန်ထားတဲ့အတိုင်းလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုအကျိုးမဖြစ်ထွန်းစေကြဘူး
ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်သွားခါတလို့ခေါ်တဲ့မှန်မှန်ကန်ကန်ဟောကြားမှုမရှိလို့ပဲဝါဒလမ်းစဉ်တစ်ခုကိုဟောကြားတဲ့အခါမှာမှန်ကန်မှုဟာအမတ္တမအရေးကြီးပါတယ်မှန်ကန်မှုမရှိတဲ့ဝါဒလမ်းစဉ်တစ်ရပ်ကိုလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ထိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်မှာကျိုးကျေးဇူးမရနိုင်ပဲနဲ့မှားရဲတဲ့လောက်ရတဲ့ကြောင့်ဘဝမှာနစ်နာမှုတွေကအမတ္တမများပြားသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ဘုရားမြတ်စွာကမိမိရဲ့တရားဓမ္မနဲ့ပတ်သက်လာတဲ့အခါမှာသွားခါတော်ဘဂဝတာဓမ္မောကိုရောမြတ်ဟောထားတဲ့တရားဓမ္မကသွားခါတယုံကြည်စိတ်ချရမယ်ဟောထားတဲ့အတိုင်းမှန်ကန်တယ်တိကျတယ်ဒါလို့ရင်ဒါဖြစ်တယ်လို့ဟောထားတဲ့အတိုင်းတကယ်လို့ရင်တကယ်လည်းဖြစ်သွားခါတဆိုတဲ့သဘောတရားကဟောထားတဲ့အတိုင်းအပြည့်အဝလိုက်နာကျင့်သုံးပြီလို့ဆိုလို့ရှိရင်သူဟောပြောချက်အတိုင်းအကျိုးတရားကိုဖြစ်ထွန်းစေရမှာဖြစ်တယ်အကယ်၍မှန်ကန်သောဟောပြောချက်မဟုတ်ဘူးသွားခါတမဟုတ်ဘူးဒုရခါတမမရင်ရင်ဟောပြောထားတဲ့ဘာသာတရားမျိုးဆိုလို့ရှိရင်လိုက်နာကျင့်သုံးတော်လဲသူတို့ဆိုတဲ့အတိုင်းအကျိုးတရားကိုဖြစ်ထွန်းမှုမရနိုင်ဘူးဒီကနေ့ခေတ်မှာလည်းပဲဘာသာတရားတွေကြောင့်များစွာရှိနေကြဘာသာတရားအလုံးဟာဒုမှုဒုက္ခတွေအဆုံးသတ်ပြီးတော့သာဝရချမ်းသာတဲ့ချမ်းသာမှုကိုလမ်းညွှန်မှုပေးကြတာကြည့်တယ်ဘယ်ဘာသာမှသူတို့ဘာသာတရားတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ဆင်းရဲဒုက္ခရောက်တယ်လို့မဟောဘူးအလုံးဘာသာတရားတိုင်းဟာအပြည့်အဝလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တိုင်းချမ်းသာဒုက္ခရမယ်လို့ကြီးပဲဟောထားတယ်အဲ့လိုချမ်းသာဒုက္ခရမယ်လို့ဟောထားပြီးတကယ်ရလာတဲ့ရလာကြတော့ချမ်းသာဒုက္ခတကယ်ရကြသလားဆိုတာဟာတော့အမတန်မှစဉ်းစားကြရရှိတယ်ပေါ့အဲ့ဒီအပိုင်းလေးကိုစဉ်းကျင်စဉ်းစားနိုင်မှုမရှိဘူးဆိုလို့ရှိရင်ဝေဖန်ဆန်းစစ်နိုင်မှုမရှိဘူးဆိုရင်တကယ်ကိုဘာသာတရားလေးစားပြီးတော့ယုံကြည်ကြိုက်တဲ့လိုက်နာကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝမှာကိုယ်ကျိုးနည်းသွားကြတာတွေလည်းရှိတာပေါ့ဆိုပါစို့ဘာသာတရားတစ်ခုကသူ့ရဲ့ဝါဒလမ်းစဉ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာသေတိဤအခြားမဲ့မှာသာဝရဒုက္ခဘုံကြီးကိုရောက်မယ်လို့ဆိုထားတယ်သို့တော့သူဆိုထားတဲ့အတိုင်းလိုက်နာကျင့်သုံးရဲ့အတန်းနဲ့မရောက်ဘူးဆိုလို့ရှိရင်ဒါမှန်ကန်တိကျမှုမရှိတဲ့ဝါဒလမ်းစဉ်တရားပဲလို့ပြောဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်လာလို့ကတော့နေယာနိကသာသနာလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားချမှတ်ထားတဲ့သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုလိုက်နာကျင့်သုံးပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာညှော်မှန်းတဲ့အတိုင်းဆိုင်ဆိုင်မြတ်မြတ်အကျိုးကျေးဇူးတွေကိုခံစားကြရအာမခံချက်ပေးထားတယ်အခုဒီသုတ်တံမှာဒေဝဒဟသုတ်မြစ္စည်းမနိကာယမှာမှတ်တမ်းတင်ထားတဲ့ဒီသုတ်ကလေးမှာမြတ်စွာဘုရားလက်ထက်တုန်းကခေတ်ပြိုင်ဘာသာတရားရဲ့ခေါင်းဆောင်ကြီးပုဂ္ဂိုလ်6ဦးပေါ်ထွန်းခဲ့ဘူးတယ်အဲဒီခေါင်းဆောင်6ဦးတွေကပုရဏကသမာလို့ဆိုတဲ့ခေါင်းဆောင်ကတော့ကံတရားကိုညှင်းပယ်ထားတာကုသိုလ်ကံဆိုတာမရှိဘူးအကုသိုလ်ကံဆိုတာလည်းမရှိဘူးမရှိသည့်အတွက်ကုသိုလ်လုပ်လို့မရဘူးအကုသိုလ်လုပ်လို့လည်းမရဘူးလို့လုပ်လို့မဖြစ်ဘူးလို့ဆိုတဲ့အကရိယဝါဒကိုရှေ့တန်းတင်ထားတာဖြစ်တော့သူ့ဘာသာတရားအနေနဲ့ကဘာမှလိုက်နာစရာမရှိဘူးပေါ့ဘာမှမလုံးနဲ့ဆိုတဲ့ဝါဒနော်ဒုတိယမက္ခလိဂောတာလဆိုတဲ့ဘာသာရေးခေါင်းဆောင်ကြီးကတော့ဘာဟောလောကမှာတတ္တဝါတွေစင်ကြယ်တယ်ဆိုတာလဲ
အကြောင်းမရှိဘူးတတ္တဝါတွေစင်ကြယ်ဖို့ဆိုတာလည်းအကြောင်းမရှိဘူးညင်နွမ်းဖို့ဆိုတာလည်းအကြောင်းမရှိဘူးအလုံးတစ်နေ့ကျတော့တန်တာရသုတ်တိလို့ဆိုတဲ့အတိုင်းမဟာကတ်၈သန်း၄သောင်းပြည့်တဲ့နေ့မှာပညာရှိရောလူမိုက်ပါတန်တရားကလုံးမြောက်ကြလိမ့်မယ်ဒီခေတ်ရဲ့အတွင်းမှာဆိုလို့ရှိရင်ဘာလို့မရဘူးလို့လူတွေရဲ့အသိဉာဏ်လူတွေရဲ့ကြိုးပမ်းအထောက်မှုလူတွေရဲ့စိတ်ဆန္ဒကိုတခုမှအသိမှမပြုဘဲနဲ့ညှင်းပယ်ထားတဲ့ဝါဒဆိုတော့ဒီဝါဒအရာလည်းဘာမှလုပ်เสียမလို့ကျင့်เสียလည်းမရှိဘူးအထောက်เสียလည်းမရှိဘူးဒီဘာသာဝါဒနောက်တစ်ခုအဇိတကေသကမ္မလဆိုတဲ့ဆရာကြီးကျတော့ဘာတွေဟောပြောတော့ဆိုရင်မရှိဘူးဆိုတဲ့ညှင်းပယ်ချက်10မျိုးကိုဟောထားတယ်အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်ဒါနကောင်းမှုပြုလုပ်တာဘာအကျိုးမှမရှိဘူးသူကကုသိုလ်ကံရဲ့အကျိုးဆိုတာလည်းမရှိဘူးအကုသိုလ်ကံရဲ့အကျိုးဆိုတာလည်းမရှိဘူးဓမ္မလွန်လောကကပရလောကကပုဂ္ဂိုလ်တွေအတွက်ဒီလောကဆိုတာမရှိဘူးဒီလောကကပုဂ္ဂိုလ်တွေအတွက်ပရလောကဆိုတာလည်းမရှိဘူးအမေအဖေဆိုတာလည်းမရှိဘူးမရှိသည့်အတွက်ကြောင့်အမေအဖေကိုပြုစုเสียလည်းမလိုဘူးစော်ကားလည်းဘာမှအပြစ်မရှိဘူးဆိုတဲ့အတိတ်ပဲမျိုးတွေဟောတယ်သူကသိပြီးတော့နောက်ထပ်ပြန်ဖြစ်တဲ့တ attva ဆိုတာလောကမှာမရှိဘူးအမှန်တရားကိုသိရှိနားလည်ပြီးဟောပြောနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးလို့အကျိုးတရားတွေကိုညှင်းပယ်ပြီးတော့ရုပ်ဝါဒရှေ့တန်းတင်ပြီးတော့ဟောတာအဲ့တော့သူ့အနေနဲ့လည်းဘာမှလုပ်เสียမရှိဒီဘာသာတရားအနေနဲ့ဘာမှလိုက်တာကျင့်သုံးเสียမရှိတော့နောက်တစ်ခါပကုဒ္ဒကိစ္ဆယနာဆိုတဲ့ဆရာကြီးကတော့ဘာဟောတော့ကာယ9မျိုးကိုသူကပြောတယ်ကာယ9မျိုးကပထဝီတဲ့အာဘောတဲ့တေဇောတဲ့ဝါယောတဲ့ဒုက္ခတဲ့ဒုက္ခဇီဝဆိုပြီးတော့အဲ့ဒီကာယ9မျိုးဟာသာဝရတည်ရှိတဲ့အရာတွေဖြစ်တယ်ဒီကာယ9မျိုးကိုပြောင်းကျင်လို့မရဘူးလို့ဒီလိုတတ္တဝါဒကိုရှေ့တန်းတင်ပြီးတော့ဟောတာဆိုတော့သူ့အနေနဲ့ကလည်းဘာမှလုပ်เสียမရှိတဲ့ဝါဒကြီးတစ်ခုဖြစ်နေပြန်နောက်သင်္ဆယဗိလဋ္ဌဗုဒ္ဓဆိုတဲ့ဆရာကြီးကတော့ဘာတွေဟောတော့လို့ဆိုသူကမရေရာတဲ့ဝါဒကိုဟောတယ်ဘာကိုမှတိတိကျကျမပြောဘူးဒါကုသိုလ်လားလို့ဆိုလို့ရှိရင်ကုသိုလ်လို့လည်းမဆိုလိုပါဘူးလို့ပြောဒါဖြင့်ကုသိုလ်မဟုတ်ဘူးလားလို့ဆိုရင်မဟုတ်ဘူးလို့လည်းမဆိုလိုဘူးဒါဖြင့်ဟုတ်မဟုတ်နှမျိုးလားဆိုတော့အဲ့ဒါလိုမဆိုလိုဘူးလေဘယ်အရာမှတိတိကျကျမပြောနိုင်တဲ့ရောင်ဝါဝါဒကြီးဆိုတော့ဘာကျင့်ရမယ်ဘာလုပ်ရမယ်ဘယ်လိုလိုက်နိုင်ရမယ်ဆိုတာတိတိကျကျလမ်းညွှန်ထားတာမရှိတဲ့အတွက်ကြောင့်သင်ဆရာရဲ့ဝါဒအနေနဲ့လည်းလိုက်နာကျင့်သုံးရဘာမှမရှိဘူးဒါကအဲ့ဒီခေတ်ကပေါ်ထွန်းခဲ့တဲ့ဝါဒဒီကနေ့ခေတ်မှာလည်းပဲဘာသာတရားတွေရှိကြတယ်နော်သူဘာသာတရားတွေရဲ့လမ်းညွှန်ချက်တွေလည်းရှိကြလောကလူတွေဆိုတာခေါ်လို့ခေါ်တဲ့သာဝရဘုရားကြီးကဖန်ဆင်းလို့ဖြစ်တာသာဝရဘုရားကြီးရဲ့ရှေ့မှာ confession လို့ခေါ်တဲ့အပြစ်တွေဝန်ချတောင်းပန်လိုက်လို့ရှိရင်ထိုအပြစ်တွေကလွတ်မြောက်တယ်လို့ဒီနေ့ကြလို့ရှိရင်သာဝရဘုရားကြီးကနေပြီးသူ့နေထိုင်ရာကောင်းကင်ဘုံတော်ကြီးကိုခေါ်လိုက်မယ်ဆိုတဲ့ဒီလိုအယူဝါဒတွေလည်းရှိတာနော်မြတ်စွာဘုရားလက်ထက်တုန်းက6ဦးမြောက်ဖြစ်တဲ့ဘာသာခေါင်းဆောင်ကတော့နိခန္ဓနာတဗုဒ္ဓလို့ခေါ်တယ်အဲ့ဒီနိခန္ဓနာတဗုဒ္ဓဆရာကြီးကြတော့လှုပ်ဆရာတွေအများကြီးသူ့ဘာသာဝါဒအရသူကလှုပ်ရမယ်မကောင်းမှုမှန်သမျှကိုသူကရှောင်ရမယ်ဆိုတာမကောင်းမှုကိုရှောင်ရမယ်ဆိုတဲ့နေရာမှာသူကသတုယာမသံဝရလေးဘက်လေးထံကနေစုပ်ပိတ်ပြီးတော့ရှောင်ရမယ်တဲ့အကုသိုလ်ရှောင်ဖို့အတွက်အလေးနဲ့ထားပြီးတော့ဟောတယ်အဲ့ဒီဆရာကြီးဝါဒကြတော့ကျင့်ကြံကြိုးကုပ်အတုဆရာလေးရှိတယ်အများကြီးလောက်ကြရတယ်ဟောအဲ့ဒီဝါဒနဲ့ပတ်သက်ပြီးတော့ဒေဝတဟသုတ်တံမှာမြတ်စွာဘုရားကဝေဖန်ဆန်းစစ်ထားတယ်ဘုရားရဲ့ဝေဖန်ဆန်းစစ်မှုလေးကိုနိခန္ဓဝါဒနဲ့ပတ်သက်ဒီကနေ့နိခန္ဓဝါဒဆိုတာပါဠိစာပေမှာနိခန္ဓ
တို့မှာကိလေသာဆိုတဲ့အထုံးအဖွဲ့တွေမရှိဘူးအနှောင်အဖွဲ့တွေမရှိဘူးတို့ဟာကိလေသာတွေကင်းတယ်တို့ပိုင်ဆိုင်တာဆိုတာဘာတစ်ခုမှမရှိဘူးလို့ဒီမွေးတိုင်းဖာမွေးတိုင်းနေပြီးတော့အဝတ်တောင်မောတဲ့ပုဂ္ဂိုလ်မျိုးအလုံးပိုင်ဆိုင်မှုတွေကိုဆွန့်လွတ်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေကိုနိဂန္ဓဒီကနေ့ခေတ်အိန္ဒိယနိုင်ငံမှာဂျိန်းဝါဒလို့ခေါ်ဂျိန်းဆိုတဲ့စကားလုံးကဇိနဆိုတဲ့မြန်မာအတန်နဲ့ကြတော့ဇိနနိုင်ငံတကာအတန်နဲ့ကြတော့ဂျိနဂျိနကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကိုဂျိုင်းနသို့မဟုတ်ဂျေနလို့ခေါ်တယ်အဲ့ဒီစကားလုံးကိုယူပြီးတော့ဂျိန်းဝါဒလို့ဂျိုင်းနစ်စင်ဆိုပြီးတော့အိန္ဒိယနိုင်ငံမှာကနေ့ထိထွန်းကားနေတော့အိန္ဒိယနိုင်ငံမှာရှိတဲ့ဖယားဌာနတွေအားလုံးနီးလောက်မှာအဲ့ဒီဂျိန်းကျောင်းတွေရှိတယ်ပေါ့ဝိလိစလင်းနဲ့အကုသိုလ်ဖြစ်မှာသူတို့တားကြောက်တယ်ဂျိန်းဘုန်းကြီးတွေကပိုင်ဆိုင်မှုဘာမှမရှိဘူးအဝတ်တောင်မဝတ်ဘူးသူတို့လက်ထက်မှာစားစရာထဲ့ဖို့ခွက်လည်းမရှိဘူးဝတ်စရာအဝတ်လည်းမရှိဘူးတရားဓမ္မတွေကနေပြီးတော့ဆွမ်းလာလှူလို့ရှိရင်အစာအာဟာရကျွေးလို့ရှိရင်လက်ခုပ်နဲ့ယူပြီးတော့တလုတ်ထဲလိုက်တစ်ခါစားလိုက်တလုတ်ထဲလိုက်တစ်ခါစားလိုက်ဆိုချိန်ဖုံးကြီးတယ်နော်ပိုင်ဆိုင်မှုဆိုတာတပိတ်လည်းမရှိသင်္ကန်းလည်းမရှိလက်ခုပ်ထဲဆွမ်းထည့်ထားတဲ့ဆွမ်းလေးတွေစားပြီးတော့လက်ကိုလည်းပဲသုတ်เสียရှိရမတူဘူးနော်ကိုပဲတင်မသုတ်လိုက်ပုံရပါလားကြည့်ရသူတို့ကဘလောက်ဇီဝလို့ခေါ်တဲ့တတ္တဝါတွေပေါ်မှာကျင်နာသနာမှုရှိတယ်လဲလို့ဆိုလို့ရှိရင်နှာခေါင်းကလေးရှူလိုက်လို့မြူမုံလေးတွေပါလာလို့ရှိရင်အဲ့ဒီမြူမုံလေးတွေမှာဇီဝရှိတယ်တဲ့အဲ့ဒီဇီဝလေးတွေဟာအသက်ရှူသွင်းလိုက်လို့လူရဲ့ကိုယ်မွေးနဲ့သေဆုံးသွားနိုင်တယ်ဒါကြောင့်မို့အဲ့ဒီတတ္တဝါတွေမတည်ရအောင်တနာကျင်လာတဲ့အနေနဲ့နှာခေါင်းမှာပဝါလေးတွေစီးထားကျမ်းမာရေးလိုက်စားတာတော့မဟုတ်ဘူးနော်နှာခေါင်းပဝါလေးစီးထားတာကကျမ်းမာရေးလိုက်စားလို့မဟုတ်ဘူးဇီဝကလေးတွေသိဆုံးသွားမှာဆိုလို့ဒီကနေ့ခေတ်ညနေဖုံးလေးတွေတတ်ထားတဲ့ပုဂ္ဂိုလ်တွေကတော့ကျမ်းမာရေးလိုက်စားလို့တတ်ထားဖြစ် H1N1 ကြောက်လို့ကူးဆက်မှာဆိုလို့အဲ့ချိန်ဘုန်းကြီးတွေကတော့အဲ့လိုကူးဆက်မှာကြောက်လို့နှာခေါင်းကိုအုပ်ထားတာမဟုတ်ဘူးဇီဝဆိုတဲ့မြူမုံလေးတွေထဲမှာလည်းအသက်ဇီဝရှိတယ်အဲ့ဒါလေးတွေသိဆုံးမှာဆိုရေဆိုလဲ flash water ရေစိမ်းကိုမတောက်ဘူးတောက်ရင်ရေထဲမှာဇီဝရှိတယ်အဲ့ဒီဇီဝလေးတွေကိုသိဆုံးစေတာဖြစ်သောကြောင့်ပါဏာတိပါဒကံထိုက်တယ်ပေါ့လမ်းလျှောက်တဲ့အခါမှာလည်းပဲမြူမုံလေးတွေထဲမှာပိုးကောင်လေးတွေရှိတယ်အဲ့ဒီပိုးတရဝါလေးတွေသေမှာဆိုလို့သူတို့မှာတပြက်စီးကလေးတစ်ချောင်းပါဒေါင်းမီးကလေးတွေကိုလှုပ်ထားတယ်တပြက်စီးကလေးနဲ့လှည့်ပြီးတော့မှလမ်းလျှောက်တယ်ဘာဖြစ်လို့တတဝါလေးတွေကိုတနာလို့တက်နေမိရင်သေမှာဆိုလို့သေရင်လည်းသူတို့အပြစ်ဖြစ်တယ်လို့ယူဆတယ်အဲ့ဒါဒီကနေ့ဂျိန်းဘုန်းကြီးတွေကျင့်နေတဲ့ကျင့်သုံးနည်းတွေပဲပေါ့မြတ်စွာဘုရားလက်ထက်တုန်းကလည်းအဲ့ဒီဂျိန်းဘုန်းကြီးတွေရဲ့ခေါင်းဆောင်ကိုနာတဗုဒ္ဓလို့ခေါ်တယ်သူတို့ကျမ်းဂန်စာပေရဆိုလို့ရှိရင်တော့နာတဗုဒ္ဓဆိုတဲ့နာမည်နဲ့မသုံးဘူးမဟာဝီရလို့ခေါ်တယ်သူတို့ကဒီကနေ့အိန္ဒိယနိုင်ငံမှာဂျိန်းဘုရားရဲ့ရုပ်တုတွေရှိဂျိန်းဘုရားရုပ်တုကအဝတ်မပါဘုရားကရာဘုရားဘူးသွားတဲ့ပုဂ္ဂိုလ်တွေတတိထားဖို့ကောင်းဂျိန်းဘုရားရဲ့တင်မြင်ခွေထိုင်တာကဂေါတမဘုရားတင်မြင်ခွေထိုင်တာနဲ့အတူတူပဲအဲ့တော့ဂေါတမဘုရားရဲ့ရုပ်ပွားတော်ထင်ပြီးတော့မသိတဲ့ဘုရားဘူးတွေကအဲ့ဒီဂျိန်းဘုရားပုံကိုဝဲလာမိတတ်တယ်နော်ထိုင်းနေတယ်ဆိုတော့တုံးလုံးမှမသိဘူးပေါ့မတရနေရင်တော့သိမှာပေါ့ထိုင်းနေတဲ့ပုံဆိုတော့အဝတ်မပါမှမသိဘူးဒါကြောင့်မလို့မှားပြီးတော့ဝဲလာတတ်တယ်ဘာကိုကြည့်ရမလဲလို့ဆိုလို့ရှိရင်ဂျိန်းဘုရားမှာရင်ဝတ်တဲ့ရင်ကြိုက်နေရမှာဆွာစတီကာလို့ခေါ်တဲ့အမှတ်အသားလေးဆွာစတီကာဆိုတာဗမာပြည်မှာတော့စัจ जा လို့ခေါ်တာနော်ဆွာစတီကာလို့ခေါ်တယ်အဲ့ဒီစัจ जा အမှတ်အသားလေးပါရတယ်အဲ့ဒီအမှတ်သားလေးပါလို့ရှိရင်ဂေါတမဘုရားရုပ်တုမဟုတ်ဘူးဂျိန်းဘုရားရဲ့ရုပ်တုအဲ့ဒါကိုမှားပြီးတော့ကိုယ်ွယ်မိတတ်တယ်အဲ့ဒီဂျိန်းဘုရားက
သူရဲ့ဝါဒလမ်းစဉ်ကဘာလဲလို့ဆိုအကုသိုလ်ရှောင်ဖို့ဝါဒလမ်းစဉ်နဲ့သူကသို့တော့သူရဲ့ကျင့်သုံးတဲ့လမ်းစဉ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကမှန်ကန်မှုရှိသည်မရှိသည်ကိုဝေဖန်ဆန်းစစ်ပြထားတာဒီသုတ်တံနော်သူရဲ့ဝါဒလမ်းစဉ်ကဘာတုံးဆိုလို့ရှိရင်တတ္တဝါတွေဒုက္ခဒုက္ခခံစားကြရသမျှဟာလွန်ခဲ့တဲ့အတိတ်ဘဝကလှုပ်ထားခဲ့တဲ့ကံကြောင့်ပဲလို့ဒါသူဟောပြောချက်နော်သူဆိုလိုတာကဒီဘဝမှာချမ်းသာတာလဲအတိတ်ဘဝကလှုပ်ခဲ့တာကြောင့်ချမ်းသာတယ်ဒီဘဝဆင်းရဲတာလဲအတိတ်ကလှုပ်ခဲ့လို့ဆင်းရဲတာပဲသူပြောတဲ့ဝါဒကချိလိုက်မယ်ဆိုလို့ရှိရင်ဗုဒ္ဓဝါဒနဲ့ခတ်ဆင်ဆင်ကာမဝါဒနဲ့ခတ်ဆင်ဆင်လို့ဆိုအဲ့ဒါကြောင့်မလို့မြန်မာလူမျိုးတွေမှာတခါတလေကျတော့ကာမဝါဒချိန်ဝါဒခတ်ဆန်ဆန်မျိုးဖြစ်နေတတ်တယ်ပေါ့မြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးသူကလှုပ်သမျှပုပ္ပေကတဟေတုအရင်တုန်းကလှုပ်ခဲ့တဲ့အတိုင်းဖြစ်ကြရတာဒီလိုဟောတယ်ဘာဖြစ်ဖြစ်ဒီဘဝအတိတ်ဘဝကလှုပ်ခဲ့လို့ခံစားကြရတယ်ဆိုတော့ဘာကိုသူကညှင်းပယ်လိုက်တာတုံးလို့ဆိုလို့ရှိရင်ဒီဘဝမှာလှုပ်လို့ဝိရိယကြောင့်ဖြစ်ပေါ်လာတဲ့ခံစားရမှုအသိဉာဏ်ကြောင့်ဖြစ်ပေါ်လာရတဲ့ခံစားမှုဒီဘဝလှုပ်ရကြောင့်ခံစားရမှုဆိုတာတွေကိုညှင်းပယ်ထားတယ်ပေါ့ဘာပဲဖြစ်ဖြစ်အတိတ်ကလှုပ်ခဲ့လို့ဆိုပါစို့ဒီဘဝချမ်းသာနေတဲ့ပုဂ္ဂိုလ်ကလည်းအတိတ်ကလှုပ်ခဲ့တဲ့ကံကြောင့်ချမ်းသာတယ်ဒီဘဝဆင်းရဲတာလည်းအတိတ်ကလှုပ်ခဲ့တဲ့ကံကြောင့်ဆင်းရဲတယ်ဒီဘဝနှောင်စည်းချောင်းစိုးဖြစ်တာလည်းအတိတ်ကလှုပ်ခဲ့လို့နှာစည်းချောင်းစိုးဖြစ်ရဒီဘဝခေါင်းကိုက်တယ်ဗိုက်နာတယ်ဆိုတော့လည်းအတိတ်ဘဝလှုပ်ခဲ့လို့ခေါင်းကိုက်တယ်ဗိုက်နာဟောမလိုလားအထာတွေအကုန်ဖြစ်ကုန်နှာစည်းချောင်းစိုးဖြစ်တာအေးပတ်လို့ဖြစ်တာမဟုတ်လားအဲ့ဒါကိုလည်းသူကအတိတ်ကကံကြောင့်အတိတ်ကလှုပ်ခဲ့လို့ဖြစ်တယ်လို့ဝိပါကဝေဒနာလို့ခေါ်တဲ့ကံတရားရဲ့အကျိုးတစ်မျိုးတည်းကိုလက်ခံပြီးတော့ဒီဘဝရဲ့အကြောင်းတရားတွေကိုအလုံးငင်းပယ်ထားတာဖြစ်တဲ့ကြောင့်မမှန်ဘူးတဲ့ဒါနော်တချို့တလေချမ်းသာတာကအတိတ်ဘဝကလှုပ်ခဲ့လို့မဟုတ်ဘူးဒီဘဝမှာအသိဉာဏ်နဲ့အလုပ်ကြိုးစားလို့ချမ်းသာတဲ့ပုဂ္ဂိုလ်တွေရှိတယ်အတိတ်ကလှုပ်ခဲ့လို့ကြီးချမ်းသာတာမဟုတ်ဘူးဟုတ်ပြီတထေးအိမ်မှာလူလာဖြစ်ပြီးတော့ချမ်းသာတဲ့ပုဂ္ဂိုလ်ကတော့အတိတ်ကလှုပ်ကံကြောင့်ချမ်းသာတယ်လို့ပြောနိုင်တယ်ပေါ့ဆင်းရဲသားဘဝကနေပြီးတော့တထေးဖြစ်လာတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအဲ့ဒါကြတော့အတိတ်ကံလို့ပြောလို့ရမရဘူးကိုယ်တိုင်ကြိုးစားလို့ချမ်းသာဒုက္ခရတာဒီအများကြီးရှိတယ်မကြိုးစားရင်ဘာမှမဖြစ်ဘူးကြိုးစားမှဖြစ်တယ်ပညာတတ်ဖို့ဆိုတာလဲကြိုးစားကြရတယ်အဲ့တော့ तू ကဒီဘဝကလောက်ရတဲ့ကိုအတိမမပြုတ်ပဲနဲ့အတိတ်ဘဝကလောက်ခဲ့တာတခုတည်းကိုအတိမပြုတ်လို့ရှိရင်မပြည့်စုံဘူးမမှန်ကန်ဘူးလို့ဒီလိုဆိုလိုတာနော်အဲ့ဒါကိုပုပ္ပေကတဟေတုဒိဋ္ဌိလို့ခေါ်တယ်မှားရတဲ့အယူဆတရားပဲမှားရတဲ့အယူဆတရားပဲအရာရာဟာယခင်ကလှုပ်ခဲ့လို့ဖြစ်တာမဟုတ်ဘူးတဲ့အခုလှုပ်လို့ဖြစ်တာတွေလည်းအများကြီးပဲဆိုပါစို့လူတယောက်သူများပစ္စည်းခိုးလို့ထောင်ကျသွားတယ်ဟာအဲ့ဒီထောင်ကျတာ तू ကအတိတ်ဘဝကကံကြောင့်ထောင်ကျတာလားဟုတ်ကဲ့လားမဟုတ်ဘူးဒီဘဝ तू သူများပစ္စည်းခိုးလို့ထောင်ကျတာဟောအဲ့ဒါတွေရောအကုန်လုံးရောပြီးတော့ तू ကပုပ္ပေကတဟေတုရဝါတယောက်ဟာဒီဘဝမှာတွေ့ကြုံခံစားကြရတဲ့မြတ်ဒုက္ခဒုက္ခအောင်မြင်မှုနဲ့ဆုံးရှုံးမှုတွေမှန်သမျှဟာတဲ့ပုပ္ပေကတဟေတုအရင်ကလှုပ်ခဲ့တာတွေကြောင့်လို့ဒီလိုပြောခြင်းဟာမှန်ကန်မှုမရှိပါဘူးတဲ့မြတ်စွာဘုရားအားထုတ်အဲ့ဒီပုပ္ပေကတဟေတုဒိဋ္ဌိကိုသူကပြောပြီးတော့ဒါဖြင့်တဏှာဝတ်ကလွတ်အောင်အတိတ်ဘဝကကံတွေကြောင့်ဖြစ်နေရတယ်ဆိုရင်အဲ့ဒီကံတွေကိုဘယ်လိုကုန်အောင်လုပ်သူကအဲ့ဒါကိုလက်ခံထားသည့်အတွက်ကြောင့်ဘာဖြစ်ဖြစ်အတိတ်ဘဝကလုပ်ခဲ့တဲ့ကံတွေကြောင့်ခံစားနေရတာဆိုတော့ကံတွေကုန်အောင်လုပ်ဖို့မလိုဘူးလားလိုတယ်သူဝါဒအရာဒီကံမကုန်ရင်ဒုက္ခရောက်မှာပဲလေဒုက္ခခံစားနေရတယ်ဆိုလို့ချင်းဒီကံတွေကုန်အောင်သူကဘယ်လိုလုပ်မလဲဆိုတာကိုသူကနီးစနစ်တစ်ခုခေါ်ထားတယ်အတိတ်ကလုပ်ခဲ့တဲ့ကံတွေကိုတဲ့ပပျောက်သွားအောင်ဘာတွေလုပ်ရမလဲတပလို့ခေါ်တဲ့ဆင်းရဲခံတဲ့အကျင့်တစ်ခုကျင့်ရမယ်ဆင်းရဲရဲခံတဲ့ဥပမာမဲ့စူးပေါ်အိတ်တယ်မထိုင်မဲနဲ့
နော်သွားခြင်းရက်ခြင်းဆိုတာမလုပ်ဘဲနဲ့ဆောင်းကြောင်းထိုင်နေရမယ်တစ်သလုံးဆောင်းကြောင်းထိုင်နေရမယ်ဘလို့ဒုက္ခရောက်လို့စဉ်းစားကြည့်နော်ပင်စာတပလို့ဆိုတဲ့အကျင့်တွေပူပါတယ်ဆိုတဲ့နေမွန်းတိတဲ့အချိန်မှာဘေးကမီးပုံကြီး၄ပုံဖို့အပေါ်ကနေရဲ့အပူဘေးကမီးပုံကြီး၄ပုံရဲ့အပူ၅မျိုးကြားထဲမှာသွားထိုင်ပူလွန်အားကြီးတော့ချွေးပြိုက်ကြချွေးတွေအထွက်လွန်ပြီးတော့မူးလဲကျသွားတာဒုက္ခခန္ဓာနော်အဲ့ဒါလို့ဒုက္ခခံခြင်းဖြင့်နဲ့အတိတ်ကကံတရားတွေကုန်အောင်လုပ်လို့ရတယ်ဆိုတဲ့နည်းစနစ်ကိုသူကပေးအဲ့ဒီအတိတ်ကကံတွေကုန်အောင်လို့ဆိုပြီးတော့ခွေးလိုကျင့်ခိုင်းတယ်နွားလိုကျင့်ခိုင်းတယ်ခွေးလိုကျင့်တယ်ဆိုတာ canine practice လို့ခေါ်ခွေးလိုကျင့်တယ်ဆိုတာဘာလဲခွေးလိုအိတ်ခွေးလိုနေခွေးလိုစားအကုန်လုံးခွေးအမူအရာတွေကိုပြည့်ပြည့်ဝဝလိုက်နာကျင့်သုံးအဲ့ဒါလို့အောင်မြင်ကျင့်လို့ရှိရင်အတိတ်ကခွေးဖြစ်စေတတ်တဲ့ကံတွေလောက်ခဲ့လို့ရှိရင်ဒီကံတွေဟာကုန်သွားမယ်လို့ယူဆနော်နွားလိုကျင့်ရမယ်ဘူပိုင်း practice နွားလိုကျင့်တယ်ဆိုတာဘာလဲနွားလိုနေရမယ်နွားလိုစားရမယ်နွားလိုအိပ်ရမယ်ဟောနွားပုံစံနွားရဲ့စတိုင်ကိုအပြည့်ယူရမယ်ဒါပြောတာနော်နွားရဲ့စတိုင်ကိုအပြည့်ယူရမယ်အဲ့ဒီတိုင်းနေရအဲ့ဒါကိုအောင်မြင်ကျင့်လိုက်လို့ရှိရင်တရိစ္ဆာန်ဖြစ်ဖို့နွားဖြစ်ဖို့ကံတရားတွေဟာကုန်သွားနိုင်တယ်ဩဒါဘုရားမြတ်စွာလက်ထက်တုန်းကတကယ်ထွန်းပေါက်ခဲ့တဲ့ထွန်းပေါ်ခဲ့ဘူးတဲ့ဘာသာတရားတစ်ခုရဲ့လမ်းညွှန်ဆုံးမချက်ပဲเนาะအဲ့ဒါလိုကျင့်လို့အတိတ်ကံတွေကုန်သလားဒါမစင်စားเนาะကုန်လို့ရှိရင်တော့အကျိုးရှိတာမကုန်ဘူးဆိုလို့ရှိရင်လူပြည့်အတန်းနဲ့ခွေးလိုနေရတဲ့နွားလိုနေရတယ်ဘယ်လောက်ဆုံးရှုံးတော့ပေါ့ဒါဆုံးရှုံးတာပဲဘာသာတရားတစ်ခုကျင့်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိတယ်ခဏခေတ်ထိကျင့်နေကြတော့မယ်သူတို့ကျင့်တဲ့အတိုင်းတကယ်ကိုအကျိုးဖြစ်ကြလားဆိုတာဟာမေးခွန်းထုတ်เสียဖြစ်လာတယ်ပေါ့သူကဟောထားတာပါတော့ဆိုအဲ့ဒီကံဟောင်းတွေကုန်ဖို့ကြလို့ရှိရင်တပအကျင့်ကိုကျင့်ပါလို့တပအကျင့်ဆိုတာအမတန်မှများတယ်ဘုရားမြတ်စွာကိုတော်တိုင်းကိုကဘုရားအလောင်းဘဝတော့ကဒီတပအကျင့်တွေကိုကျင့်ခဲ့ဘူးတယ်အဲ့ဒါကိုဗမာတွေကသိနေ6နှစ်ပတ်လုံးဒုက္ခရစရိယအကျင့်ကိုကျင့်ခဲ့တယ်လို့ဆိုတာဒီတပအကျင့်ဘလောက်ပင်ပန်းခဲရင်တယ်လဲဆိုတာကိုကြည့်အဲ့ဒီအကျင့်တွေနဲ့မြတ်စွာဘုရားဟာတရားသူတရားမြတ်ရလာတာမဟုတ်ဘူးအဲ့ဒီအကျင့်တွေကျင့်လို့ခန္ဓာကိုယ်ရဲ့သွေးသားတွေဆုံးရှုံးပြီးတော့ကျမ်းမာရေးပြတ်ပြားသွားတာပဲရှိတယ်တရားသူတစ်ခုမှမရဘူးမရသည့်အတွက်ကြောင့်ဘုရားအလောင်းတော်ကဉာဏ်ရှိလို့အဲ့ဒီအကျင့်တွေကိုစွန့်ပယ်လိုက်တယ်စွန့်ပယ်ပြီးတော့သူ့လမ်းစဉ်နဲ့သူမှန်ကန်တဲ့လမ်းစဉ်တစ်ခုကိုချမှတ်တယ်မစ္စည်းမပฏิပဒါအဲ့ဒီလမ်းစဉ်နဲ့ကျင့်မှတရားသူတရားမြတ်ရတယ်ပေါ့ကံဟောင်းတွေကိုဖယ်ရှားပြစ်ဖို့တပအကျင့်ကိုကျင့်ပါတဲ့ဒါဖြင့်ကံအတိတ်ကိုတော့ဘယ်လိုလုပ်မလဲကံဟောင်းကိုတော့အကျင့်နဲ့ဖယ်လို့ရပြီအခုဒီဘဝဖြစ်နေတဲ့ကံအတိတ်ကိုတော့ဘာလုပ်ရမလဲဆိုသတ္တုယာမတံဝရလေးဘက်လေးတန်ကဆုတ်ပိတ်ထားကိုယ်မှုကိုစောင့်စည်းရမယ်နှုတ်မှုကိုစောင့်စည်းရမယ်စိတ်အမှုကိုစောင့်စည်းရမယ်အဲ့ဒီစောင့်စည်းမှုဆိုတဲ့ဆုတ်ပိတ်မှုလေးဘက်လေးတန်ဆုတ်ပိတ်မှုလေးဘက်လေးတန်ဆုတ်ပိတ်မှုဖြင့်စောင့်စည်းလိုက်လို့ရှိရင်ကံအတိတ်တွေမစုမိတော့ဘူးကံအတိတ်တွေကိုရှောင်တာဖြစ်သွားတယ်ကံဟောင်းလဲကုန်မယ်ကံတိတ်ကလည်းမပေါ်လာတော့ဘူးဆိုကံကုန်မသွားပဲဘူးလားဒါသူချမှတ်ထားတဲ့လမ်းစဉ်တစ်ခုနော်ကံဟောင်းကိုတပအကျင့်နဲ့ကျင့်ပါတဲ့ကံတိတ်ကြတော့ဆုတ်ပိတ်မှုဖြင့်မလုပ်ဘဲနဲ့နေပါအဲ့ဒါလိုနေလို့ရှိရင်ဘာဖြစ်လဲလို့ဆိုရင်အာယတိအနတ္တဝကံတွေဟာကိုယ့်ရဲ့တဏ္ဍာမှာစီးဝင်လာတာမရှိတော့ဘူးတဲ့ကံတရားတွေဟာကိုယ့်တဏ္ဍာမှာစီးဝင်လာတာမရှိတော့ကံတရားတွေကစီးဝင်လာတာမရှိဘူးဆိုလို့ရှိရင်ကံတွေကုန်သွားပြီအဲ့ဒီကံကုန်သွားလို့ရှိရင်ဒုက္ခကုန်တာပဲဒုက္ခကုန်လို့ရှိရင်ခံစားစရာဝေဒနာကုန်တာပဲဝေဒနာကုန်လို့ရှိရင်တဏှာဝကလွတ်တာပဲဆိုတဲ့လမ်းစဉ်ကိုချမှတ်ပြီးတော့ဟောကြားအဲ့ဒီလမ်းစဉ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဝေဖန်ဒီသုတ်တံမှာဝေဖန်ဆန်းစစ်ထားတာသူဟောတဲ့အတိုင်းတကယ်ဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဆိုတာမြတ်စွာဘုရားကဝေဖန်ဆန်းစစ်ပြီးတော့ပြီးတယ်အခြားတိဋ္ဌိဆရာကြီးတွေဘာသာရေးခေါင်းဆောင်တွေရဲ့ချမှတ်တဲ့လမ်းစဉ်ကတော့
အကျင့်မပါသေးတဲ့ကြောင့်ဘာမှပြောဆိုစရာမရှိဘူးဟောဒီနိဂန္ဓနာတဗုဒ္ဓရဲ့ဝါဒလမ်းစဉ်သို့မဟုတ်ဂျိန်းဖရာရဲ့ဝါဒလမ်းစဉ်ကတော့အကျင့်တွေပါနေတဲ့အတွက်ကြောင့်ထိုအကျင့်တိုင်းကျင့်ရင်မှန်ကန်မှုရှိမရှိကိုမြတ်စွာဘုရားကဆန်းစစ်ပြီးတော့ပြတယ်နိဂန္ဓတွေကိုမြတ်စွာဘုရားကတွေ့ဆုံတယ်အဲ့ဒီလိုအကျင့်တွေကျင့်နေတဲ့နိဂန္ဓတွေကိုတွေ့ဆုံတယ်မေးတယ်အေးဒီလမ်းစဉ်အတိုင်းဟုတ်သလားဆိုတော့ဟုတ်တယ်ဒီလမ်းစဉ်ကိုသူတို့ယုံတယ်အဲ့ဒီလိုယုံတယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကကဲမင်းတို့နိဂန္ဓတွေဟာအတိတ်ဘဝတုန်းကတို့ဖြစ်ခဲ့တယ်မဖြစ်ခဲ့ဘူးဆိုတာသိရလားဆိုတော့စဉ်းစားကြည့်လေဘာဖြစ်ဖြစ်အတိတ်ကလုပ်ခဲ့တဲ့ဟာကြောင့်ဖြစ်ရတယ်ဆိုတော့မင်းအတိတ်ဘဝကဖြစ်ခဲ့သလားမဖြစ်ခဲ့ဘူးလားဆိုတာဘယ်သူအာမခံရှိဟုတ်ကဲ့ဒီဘဝမတိုင်ခင်ကဖြစ်ခဲ့သလားမဖြစ်ခဲ့ဘူးလားဆိုတာသိရမယ်မသိဘဲနဲ့လုပ်ရင်အတိတ်ဘဝကလုပ်ခဲ့တဲ့ကံတွေကြောင့်ပါလို့ပြောလို့ရှိရင်မှန်မလားမမှန်နိုင်ဘူးလေအတိတ်ဘဝကကိုဖြစ်သလားမဖြစ်ဘူးလားမှမသိဘဲနဲ့အတိတ်ဘဝကလုပ်ရအပေါ်မှာတထိချာကြီးယုံကြည်နေတာဟာမျက်ကန်းယုံကြည်မှုပဲဖြစ်တာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကထောက်ပြတို့ဟာအတိတ်ဘဝတုန်းကဖြစ်ခဲ့တယ်သို့မဟုတ်တို့ဘဝအတိတ်ဘဝတုန်းကမဖြစ်ခဲ့ဘူးဆိုတာမင်းတို့သေချာသိရလားဆိုမသိဘူးတဲ့ကဲဒါဖြင့်အတိတ်ဘဝတုန်းကတို့မကောင်းမှုတွေလုပ်ခဲ့တယ်မကောင်းမှုတွေလုပ်ခဲ့တယ်ဆိုတာရောမလုပ်ခဲ့ဘူးဆိုတာရောမင်းတို့သိသလားဆိုမသိဘူးတဲ့အဲ့ဒါလည်းအဲ့ဒါလို့မသိဘူးဆိုလို့ရှိရင်မကောင်းမှုတွေတဲကဒီလိုမကောင်းမှုမျိုးကိုလုပ်ခဲ့တယ်ဥပမာခွေးလို့ကျင့်တယ်ဆိုလို့ရှိရင်ခွေးဖြစ်စေတတ်တဲ့မကောင်းမှုတွေမင်းတို့လုပ်ခဲ့တယ်လို့မင်းတို့သိသလားနွားလို့ကျင့်တယ်ဆိုရင်နွားဖြစ်စေတတ်တဲ့မကောင်းမှုတွေကိုမင်းတို့လုပ်ခဲ့တယ်လို့သိသလားလို့ဒါလည်းမသိဘူးတဲ့တို့ဖြစ်အေးကောင်းပြီအဲ့လိုဆိုလို့ရှိရင်မင်းတို့ဒုက္ခကုန်အောင်ကျင့်တယ်လို့ဆိုလို့ရှိရင်ဒီလိုတပတ်အကျင့်နဲ့ကျင့်လိုက်လို့ဒုက္ခဟာဥပမာပဲရာခိုင်နှုန်းအပြည့်ရှိတဲ့ဒုက္ခတစ်ခုဟာဒီတပတ်အကျင့်လိုက်တဲ့အတွက်ကြောင့်ရာခိုင်နှုန်း85ကုန်သွားပြီလို့ပြောရမှာလားသို့မဟုတ်ရာခိုင်နှုန်း85ကုန်သွားပြီလို့မင်းတို့သိလားနောက်ထပ်ဘယ်လောက်ကြံသေးတယ်ဆိုတာရောသိလားအခုက hepatitis C ပိုးတွေအကောင်ဘယ်လောက်ရှိတယ်ဆေးထိုးရင်ဘယ်လိုရော့တယ်ဆိုတာတွေလို့ပေါ့နော်ဒီအကျင့်ကျင့်လို့ရှိရင်ဒုက္ခတွေဘယ်လောက်ကုန်သွားလဲနောက်ထပ်ဘယ်လောက်ကုန်အောင်လုပ်အောင်မှလဲဆိုတာကိုရောသိရလားလို့ဆိုမသိဘူးတဲ့ဒါဖြင့်လက်ရှိဘဝမှာအကုသိုလ်ကိုဘယ်လိုဖယ်ရှားရမလဲကုသိုလ်တရားတွေကိုဘယ်လိုလိုက်နာကျင့်သုံးရမလဲဆိုတာကိုရောသိသလားလို့ဆိုမသိဘူးဒါဖြင့်မင်းတို့ဒါမှမသိပဲနဲ့လုံနေတယ်ဆိုတာဟာမှန်ကန်မှုမရှိဘူးတဲ့မြတ်စွာဘုရားဒါဟုတ်တယ်လေဘုရားလက်တွေ့ကြသူတို့လှုပ်တာကရမ်းပြီးတော့လုံနေတာလက်တွေ့မကြဘူးတဲ့မြတ်စွာဘုရားကဥပမာတစ်ခုနဲ့ဟောတယ်အေးကောင်းပါပြီတဲ့မင်းတို့ကြိုးစားနေကြတယ်ကြိုးစားနေတယ်ဆိုတဲ့အခါမှာတဲ့ကြိုးစားအထုတ်လို့ဒုက္ခတွေဖြစ်တာလားနော်မကြိုးစားပဲနဲ့တက်တက်တာတာအိတ်နေလို့ရှိရင်ဒုက္ခဖြစ်သလားဟုတ်တယ်လေတပတ်အကျင့်ကိုကျင့်လို့ရှိရင်ပြင်းပြင်းထန်ထန်ကျင့်လေဒုက္ခကပြင်းထန်လေတက်တက်တာတာနေလေတက်တက်တာတာဖြစ်လေပေါ့အဲ့ဒီအချိန်မှာဆိုပါစို့တဲ့မင်းတို့ဒုက္ခပြင်းပြင်းထန်ထန်ကျင့်တဲ့အခါမှာဒုက္ခဖြစ်တာလားသို့မဟုတ်မကျင့်မဲနေတဲ့အခါမှာရောဒုက္ခဖြစ်သလားလို့ဆိုတော့သူတို့ကဘယ်လိုဖြေတော့ဆိုကျင့်တဲ့အခါမှာဖြစ်တာပါတဲ့မကျင့်ရင်မဖြစ်ဘူးတဲ့မြတ်စွာဘုရားကဒါလက်တွေ့ပဲလေတဲ့မင်းတို့ပြင်းပြင်းထန်ထန်ကျင့်မှဒုက္ခဖြစ်တယ်ဆိုရင်အဲ့ဒီဒုက္ခဟာအတိတ်ကလုပ်ခဲ့တဲ့ဒုက္ခပဲဟုတ်မလဲတဲ့ဒါဟုတ်တာပဲအတိတ်ကလုပ်ခဲ့တာမဟုတ်ဘူးလေတကယ်လို့သာအတိတ်ကလုပ်ခဲ့တာဆိုလို့ရှိရင်ပြင်းပြင်းထန်ထန်ကျင့်သည်ဖြစ်စေမကျင့်သည်ဖြစ်စေဒုက္ခဆိုတာဖြစ်နေရအခုတော့ပြင်းပြင်းထန်ထန်ကျင့်မှဒုက္ခဖြစ်တယ်ပြင်းပြင်းထန်ထန်မကျင့်ရင်ဒုက္ခမဖြစ်ဘူးဟောအိတ်နေရင်ချမ်းသာနေအလုံးလုံးနေပင်ပန်းနေဒါဆိုရင်ဒီပင်ပန်းဆင်းရဲမှုဟာအတိတ်ကလုပ်ခဲ့တဲ့ပင်ပန်းဆင်းရဲမှုဘယ်ဟုတ်မလဲအခုဘဝလုပ်တဲ့ပင်ပန်းဆင်းရဲမှုပဲပေါ့တဲ့မြတ်စွာဘုရားကဥပမာတစ်ခုနဲ့ပြောပြရှေးခေတ်ကတော့
ရန်သူတွေကစစ်ပွဲမှာပြစ်တယ်ဆိုလို့ရှိရင်လေးနဲ့မြားနဲ့ပြစ်ကြတာအစိတ်လူးများနဲ့အပြစ်ခံရလို့အစိတ်လူးများဝင်သွားလို့ရှိရင်အဲ့ဒီခေတ်ကတန်လကတ္တလို့ခေါ်တဲ့ခွဲစိတ်เสียတွေရှိမြားမှန်ခံရတဲ့ပုဂ္ဂိုလ်စိတ်လူးများတွေမှန်ခံရလို့ရှိရင်အဲ့ဒီတန်လကတ္တလို့ခေါ်တဲ့ခွဲစိတ်เสียတွေစီသွားပြီးတော့ခွဲစိတ်ကုသမြားကိုထုတ်ရအဲ့လိုထုတ်တဲ့အခါမှာခွဲစိတ်ခံရတဲ့အခါမှာလည်းပဲထိုခေတ်ကာလတုန်းကမနာအောင်လုပ်တဲ့ဆေးတို့မေ့ဆေးတို့ဘာလို့မရှိဘူးမရှိတော့မြားကိုထုတ်ဖို့ရအတွက်ဒီတိုင်းဆွဲနှုတ်လို့မရဘူးအသားကိုခွဲရမယ်ခွဲတဲ့အခါမှာလည်းဒုက္ခတွေထပ်ဖြစ်တယ်မြားနှုတ်တဲ့အခါမှာလည်းပဲဒုက္ခတွေထပ်ဖြစ်တယ်အနာကျက်အောင်ဆေးတင်ရတဲ့အခါမှာလည်းပဲဒုက္ခတွေရောက်တယ်နောက်ဆုံးအနာကျက်သွားလို့ယောဂဝေဒနာတွေပျောက်သွားတဲ့အခါကျမှချမ်းသာတာဖြစ်တယ်အဲ့ဒီအခါမှာမြတ်တန်ထိလို့ဒုက္ခရောက်ဖူးတဲ့ပုဂ္ဂိုလ်ဟာပြန်စဉ်းစားခြင်းမြတ်စုတော့ကလည်းဒုက္ခပဲမြတ်နှုတ်ဖို့ရခွဲစိတ်ခံရတော့ကလည်းအမတန်ဒုက္ခခံခဲ့ရတယ်ဆေးကုတော့ကလည်းအမတန်မှဒုက္ခခံခဲ့ရတယ်အခုအနာကျက်ပြီးတော့ယောဂဝေဒနာပျောက်တဲ့အခါကျတော့မှပဲချမ်းသာတော့တာပဲလို့ဒီလိုမသိဘူးလားဆိုတော့ဒါသိတာပေါ့အဲ့ဒီသိတဲ့အတိုင်းပဲဒါတွေဟာလှုပ်လို့ဒုက္ခဖြစ်နေတယ်ဆိုတာဟာထင်ရှားတယ်လက်တွေ့ကြတယ်ပေါ့ဒါတွေအလုံးဟာအတိတ်ဘဝကလုပ်ခဲ့တာမဟုတ်ဘူးလို့မြတ်စွာဘုရားကဒီဥပမာနဲ့ရှင်းပြတယ်ဒီကဏ္ဍတွေရဲ့အကျင့်အရာကျင့်လို့ဒုက္ခဖြစ်တာမကျင့်ရင်ဒုက္ခမဖြစ်ဘူးတဲ့ဆိုတော့ဒီကဏ္ဍတွေကဘာပြောတော့ဆိုမြတ်စွာဘုရားကိုအရှင်ဂေါတမတဲ့ကျွန်ုပ်တို့ဒီကဏ္ဍဘုရားကြီးဟာအိတ်နေတဲ့အခါမှာဖြစ်စေနိုးနေတဲ့အခါမှာဖြစ်စေလျှောင်းထိုင်ရသွားနေတဲ့အခါမှာပဲဖြစ်စေသူ့ရဲ့ဉာဏဒသနာလို့ဆိုတဲ့အရာခသိမ်းကိုသိတဲ့ဉာဏ်အမြင်ကြီးဟာသာဝရသိနေတယ်ကြည့်နော်ယုတ်တိရှိမရှိသူတို့ပြောတဲ့စကားကြည့်အိတ်နေတုန်းလည်းပဲဒီဉာဏ်ကြီးကသိနေတယ်တဲ့နော်သွားနေတုန်းလည်းဒီဉာဏ်ကြီးရှိတယ်စားနေတုန်းလည်းဒီဉာဏ်ကြီးရှိဒီဉာဏ်ကြီးကသာဝရသိနေတယ်ဆိုတဲ့အသိမျိုးဒီကဏ္ဍမှာရှိတယ်အိတ်နေတုန်းဘယ်လိုလုပ်သိနေမှာတော့ပေါ့နော်အိတ်နေရင်လည်းသိတယ်တဲ့အဲ့ဒီဉာဏ်ရှင်ဖြစ်တဲ့သူတို့ရဲ့နိကန္ဓဘုရားကြီးကနေပြီးတော့ဟောတယ်တဲ့မင်းတို့တွေမှာအတိတ်ဘဝကမကောင်းမှုတွေလုပ်ခဲ့တာရှိတယ်တဲ့အဲ့ဒီလုပ်ခဲ့တဲ့မကောင်းမှုတွေကိုအခုလိုပင်ပင်ပန်းပန်းနဲ့ဒုက္ခခံပြီးတော့ကျင့်ရတဲ့တပအကျင့်စူပေါ်မှာအိတ်မယ်ဆောင်းချောင်းထိုင်းနေမယ်နော်အစာဖြတ်ရေငတ်ခံမယ်ခွေးလိုကျင့်မယ်နွားလိုကျင့်မယ်ဆိုတဲ့ဒီလိုဒုက္ခတွေမင်းတို့ခံမှအဲ့ဒီအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတွေဆိုတာကုန်မှာဘာပြောတော့အနာမခံရင်အသာမဆန်ရဘူးနာခောဒုက္ခေနဒုက္ခံအဓိကတပါချမ်းသာတစ်ခုနဲ့ချမ်းသာတစ်ခုမရနိုင်ဘူးတဲ့ဒုက္ခေနခောဒုက္ခံအဓိကတပါဆင်းရဲဒုက္ခခံမှမင်းတို့ချမ်းသာဒုက္ခကိုရမှာဒါကြောင့်မို့ဒုက္ခခံကြလို့ဆိုတာနော်အတိတ်ကံတွေကုန်သွားအောင်ဒုက္ခခံလိုက်ကြတဲ့ဒုက္ခခံခိုင်းဒီဘဝအတွက်တာမှာကြတော့တဲ့ကိုယ်နဲ့စောင့်စည်းမယ်ကာယကံမှုကိုစောင့်စည်းမယ်ဝစီကံမှုကိုစောင့်စည်းမယ်မနောကံမှုကိုစောင့်စည်းမယ်အဲ့ဒါလို့စောင့်စည်းခြင်းဖြင့်ကံတရားတွေမဖြစ်အောင်မလုပ်ဖဲနေရမယ်အဲ့ဒီကြလို့ရှိရင်ကံတရားတွေဟာဘယ်တော့မှစီးဝင်လာတော့မှမဟုတ်ဘူးစီးဝင်မလာတော့ဘူးဆိုရင်ကံတရားတွေကုန်သွားလိမ့်မယ်ကံတရားတွေကုန်လို့ရှိရင်ဒုက္ခတွေကုန်လိမ့်မယ်ဒုက္ခကုန်သွားပြီဆိုရင်ခံစားစရာမရှိတော့ဘူးအဲ့ဒါဟာတန်တရားကလွတ်ချင်းပဲလို့သူကဒီလိုဟောတာအဲ့ဒီဟောတဲ့တရားကိုကျွန်တော်တို့ဟာလက်ခံနေယုံကြည်တယ်ပေါ့ဒါကြောင့်မို့လို့ပင်ပင်ပန်းပန်းခံပြီးတော့ကျင့်ကြတယ်ပေါ့ဆိုတော့မြတ်စွာဘုရားကအေးကောင်းပြီတဲ့မင်းတို့ယုံကြည်တယ်ဆိုတာဟာတဲ့တတ္ထာအဲ့ဒီယုံကြည်မှုဆိုတဲ့တတ္ထာဟာလက်တွေ့ဘဝမှာနှမျိုးဖြစ်နိုင်တယ်တဲ့ကိုယုံတာမှန်တာလည်းရှိတယ်မှားတာလည်းရှိနော်လောကမှာလူတွေဟာလူလိမ်မိတယ်ဆိုတာမရှိဘူးလားရှိတယ်ယုံတဲ့အတိုင်းလုပ်ပေမဲ့လို့ကိုယုံတာဟုတ်ချင်မှဟုတ်တာကိုအဲ့ဒါကြောင့်မလို့တတ္ထာဆိုတဲ့ယုံကြည်မှုဟာလည်းပဲအမှန်တရားတစ်ခုတည်းလို့ပြောလို့မရဘူးတဲ့နောက်တစ်ခုက
ယုံကြည်မှုကြောင့်မဟုတ်ဘူးသူဟောတဲ့တရားကိုကြိုက်လို့လိုက်တယ်အဲ့ဒီကြိုက်တာဟာလဲကိုကြိုက်ပေမဲ့မှန်ကြမှမှန်တယ်မှန်တာလည်းရှိတယ်မှားတာလည်းရှိနှလန်းထွက်ကြိုက်လို့တော့မဟုတ်ပါဘူးအနုတ္တဝဒါကောင်းတယ်ဆိုတာကိုသူများလူပြောတဆင့်ကြားလို့လောက်တာပါဆိုရင်အေးလူပြောတဆင့်ကြားဆိုတာလည်းမှန်တာလည်းရှိတယ်မှားတာလည်းရှိတယ်ဘယ်တော့မှအမှန်ရလို့မထွက်ဘူးတဲ့နောက်တစ်ခုကဒီနိဂန္ဓလမ်းစဉ်ဟာကြောင်းကျိုးစီလျော်တယ်လို့တွေးတော်မိလို့လက်ခံနေတာအေးကြောင်းကျိုးစီလျော်တယ်လို့တွေးတော်မိလို့လက်ခံတယ်ဆိုတဲ့အချက်ဟာလည်းပဲမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်ဟောနောက်တစ်ခုကဒိဋ္ဌိနေဆန်တဲ့ခန္ဓာကိုကြိုက်ထားတဲ့ကိုယ်အမြင်နဲ့ကိုက်ညီတယ်လို့ဆိုပြီးတော့လက်ခံကျင့်သုံးတယ်အဲ့ဒီအချက်တွေဟာတခုမှစိတ်ချရတဲ့အချက်တွေမဟုတ်ဘူးတဲ့အမှန်တရားနဲ့ပတ်သက်လာမြတ်စွာဘုရားဒါကြောင့်မို့လို့ဒါတွေဟာအာမကုတ်လောက်ဘူးလို့ပြောတယ်အာမကုတ်လောက်ဘူးလို့ပြောတယ်နောက်တစ်ခုမြတ်စွာဘုရားကစင်စင်ရရပင်မခံပြီးတော့ကံတရားကိုရွှေ့ပြလို့ရနိုင်မလားမရနိုင်ဘူးလားဆိုတာကိုသူတို့မေးတယ်ကံတရားတွေကဘာတွေရှိတုံးဆိုလို့ရှိရင်ဘုရားဘာသာတရားတော်မှာဟောထားတဲ့အတိုင်းဒီဘဝမှာခံရတဲ့ကံကိုဒိဋ္ဌဓမ္မဝေဒနိယလို့ခေါ်တယ်။နောက်ဘဝကျမှခံရတဲ့ကံကိုတမ္ပရာယဝေဒနိယလို့ခေါ်တယ်။ကဲကောင်းပြီတရားကျင့်ခြင်းဖြင့်ဒိဋ္ဌဓမ္မဝေဒနိယကိုကဲဒီဘဝမခံတဲ့အောင်နောက်ဘဝရွှေ့ပေးလို့ဆိုလို့ရမလားတဲ့။မရဘူးဒီဘဝခံရမယ့်ဟာဒီဘဝပဲ။ဒါဖြင့်တမလွန်ဘဝမှာခံရမယ့်ဟာကိုဒီဘဝရွှေ့ခံမယ်ဆိုရင်ရောရမလားတဲ့။မရဘူးတဲ့ဒါလည်းမဖြစ်နိုင်ဘူးဆိုတာသူတို့လည်းသိမဖြစ်နိုင်ကဲဒုက္ခဝေဒနိယချမ်းသာမှုကိုအကျိုးပေးတဲ့ကံတရားကိုဒုက္ခအကျိုးပေးအောင်ပြောင်းလဲပြလို့ရောရမလားဟောဒီလိုတရားဓမ္မကျင့်သုံးခြင်းသူတို့ရဲ့လမ်းစဉ်ပေါ့သူတို့ရဲ့လမ်းစဉ်ဖြစ်တဲ့တပအကျင့်ကိုကျင့်ခြင်းဖြင့်ချမ်းသာတဲ့အကျိုးကိုပေးတဲ့ကံကိုဆင်းရဲတဲ့အကျိုးပေးအောင်ပြောင်းရွှေ့လို့ရမလားမရဘူးဒုက္ခဝေဒနိယလို့ခေါ်တဲ့ဆင်းရဲတဲ့အကျိုးကိုပေးတဲ့ကံကိုလည်းပဲဒုက္ခဝေဒနိယချမ်းသာတဲ့အကျိုးပေးအောင်လို့ဆိုပြီးတော့ပြောင်းလဲပြလို့မရဘူးရင့်ကျက်ပြီးသားကံတစ်ခုကိုလည်းပဲမရင့်ကျက်သေးတဲ့ကံတစ်ခုအဖြစ်ပြောင်းရွှေ့လို့မရဘူးတဲ့မရင့်ကျက်သေးတဲ့ကံတစ်ခုကိုလည်းရင့်ကျက်ပြီးသားကံတစ်ခုအဖြစ်ပြောင်းရွှေ့ပြလို့မရဘူးအကျိုးတရားကိုများစွာခံစားရမယ်ကံတရားကိုလည်းပဲအကျိုးတရားခံစားမှုနည်းပါအောင်လုပ်ချင်လို့မရဘူးတဲ့ထို့တူပဲအပြန်အလှန်ပေါ့ပဝေဒနိယအကျိုးခံစားရမယ်ကံမျိုးကိုလည်းပဲအဝေဒနိယအကျိုးခံစားမှုမရှိတဲ့ကံမျိုးပြောင်းပြလို့ရမလားမရဘူးအဲ့ဒါကြောင့်မို့လို့နိဂန္ဓတွေကအတိတ်ဘဝကကံတွေကုံအောင်လို့ဆိုတဲ့ကျင့်စဉ်တစ်ခုဟာလုံးဝအရာမရောက်ပါဘူးလို့မြတ်စွာဘုရားဟောလို့နော်အရာမရောက်ဘူးတဲ့အဲ့ဒီအကျင့်လို့ကျင့်နေလို့ဘာမှအရာမရောက်ဘူးဘာဖြစ်လို့ဒီလိုလှုပ်လို့ဖြစ်တာမှမဟုတ်တာဆိုပါစို့လူစင်စစ်ကနေပြီးတော့နတ်ဖြစ်အောင်လုပ်လို့ရဘူးနော်လူဘဝမသေးမချင်းနတ်ဖြစ်မှာမဟုတ်ဘူးလေနီဘောနိုင်ငံမှာတော့နတ်ဖြစ်တာရှိတယ်နော်လူစင်စစ်ကနတ်ဖြစ်ကုမာရီဒေဝီဆိုတာမိန်းကလေးတွေရွေးပြီးတော့အဲ့ဒါနတ်သမီးခန့်ထားတာတော့ရှိတယ်အဲ့ဒီနတ်မျိုးတော့ဖြစ်မှာအဲ့တော့လူစင်စစ်ကနတ်ဖြစ်ချင်လို့လည်းမရဘူးလူစင်စစ်ကတခုဖြစ်ချင်လို့လည်းမရဘူးအဲ့ဒါပြောင်းလဲလို့မရဘူးဆိုတဲ့အဓိပ္ပာယ်တစ်ခုပဲနော်30ပုံမှာဖြစ်ပြီးသားပုံကိုယ်တွေကဘာမှပြောင်းလဲလို့ရတာမဟုတ်ဘူးဒါလက်တွေ့အားဖြင့်ပြောင်းလဲလို့မရတာအေးဒါကြောင့်မို့လို့နိဂန္ဓတွေရဲ့လောက်ရနိဂန္ဓတွေရဲ့အကျင့်ဟာဘာတစ်ခုမှအကျိုးတစ်ခုဖြစ်ထွန်းမှာမဟုတ်ဘူးလို့မြတ်စွာဘုရားကထောက်ပြဝေဖန်တယ်ဒီတုတ်တံထောက်ပြဝေဖန်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားကနိဂန္ဓတွေကိုတရားဟောတာကိုတော်မြတ်ချမှတ်ထားတဲ့ဘုရားဝါဒလမ်းစဉ်ကဒါမျိုးမဟုတ်ဘူးပေါ့နော်ပါခါတမမကန်ကန်ဟောထားတာဖြစ်လို့မမကန်ကန်ဟောရုံနဲ့မကဘူးတန်ဋိဋ္ဌိကကိုယ်တိုင်လက်တွေ့ခံစားနိုင်တယ်ကိုယ်တိုင်လက်တွေ့ခံစားနိုင်ရုံနဲ့မကဘူးနော်အကာလိကခံစားမှုဟာအချိန်ဆိုင်စရာမလိုပဲနဲ့အခုချင်းအခုအကျိုးရတဲ့ဟာမျိုးအဲ့ဒီလိုကိုယ်တိုင်လည်းသိနိုင်အချိန်ဆိုင်စရာလည်းမလိုအခုလို့အခုအကျိုးရတဲ့ကံမျိုးဖြစ်တရားမျိုးဖြစ်သည့်အတွက်ကြောင့်မိတ်ဆွေသင်္ကားတွေဖိတ်ခေါ်ပြီးတော့ပြသနိုင်တာမို့အေဟိပတိကော
အဲ့ဒါလို့ဂုံတူးရှိတဲ့တရားကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာအခုထက်အခုအကျိုးရှိတာဖြစ်သောကြောင့်ဩပနိကောပညာရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာအတိအသီကိုယ်တိုင်လက်တွေ့ခံစားနိုင်တာဖြစ်သောကြောင့်ပစ္စတံဝေရိတဘောဝိညုဟိလို့မြတ်စွာဘုရားဟောတဲ့တရားဒါတရားကုံတော်6ပါးဆိုတာအာမခံချက်တွေပဲအာမခံချက်တွေပဲဒီတိုင်းကျင့်ဒီတိုင်းရမယ်ဆိုတာကိုပြောအဲ့ဒီမှာမြတ်စွာဘုရားကလှုပ်တယ်ဆိုတာအကျိုးရှိတဲ့လှုပ်ရရှိတယ်တဲ့တရားအထုတ်တယ်ဆိုတာအကျိုးရှိတာရှိတယ်အကျိုးမဲ့ဖြစ်တာရှိတယ်မြတ်စွာဘုရားဟောတဲ့တရားကြတော့ဒီလမ်းစဉ်ကြတော့အကျိုးရှိတဲ့လမ်းစဉ်လှုပ်ရင်လှုပ်တဲ့အတိုင်းဖြစ်တဲ့လမ်းစဉ်ကိုမြတ်စွာဘုရားကချပြတယ်ဘုရားတရားတော်မှာတဲ့နိဂန္ဓတွေကခုနတော့ဆင်းရဲဒုက္ခခံပြီးတော့ကံဟောင်းကိုဖယ်ရှားတာဒီနည်းပဲရှိတယ်ကံဟောင်းကိုဖယ်ရှားခြင်းဆင်းရဲဒုက္ခခံရမယ်ဒါသူတို့လမ်းစဉ်မြတ်စွာဘုရားကြတော့ဘာဟောတော့ဆိုရင်နဟေဝအနတ္တဘူတံအတ္တနံဒုက္ခေနအတ္တဘာဝေတိဆိုလိုတာကဒုက္ခခံစရာမလိုတဲ့ချမ်းသာနေတဲ့ခန္ဓာကိုယ်ကြီးကိုမလိုအပ်ဘဲနဲ့ဆင်းရဲအောင်မလုပ်ပါနဲ့ဒါနံပါတ်1နော်ဆင်းရဲအောင်လုပ်ဖို့မလိုဘူးတဲ့ဆင်းရဲအောင်လုပ်ဖို့မလိုဘူးနောက်ဓမ္မိကိဉ္စဒုက္ခံနပရိစ္ဆစီတရားအားလျော်စွာရလာတဲ့ချမ်းသာဒုက္ခကိုဆွန့်လွတ်ဖို့မလိုဘူးသူတို့ကအဲ့ဒါကိုပဲဆွန့်လွတ်တယ်ဆိုပါစို့လူဘဝရလာတဲ့အခါမှာနိဂန္ဓတွေကပြောတယ်အေးမင်းတို့ဘာတစ်ခုမှမပိုင်ဆိုင်နဲ့မိမွေးတိုင်းဖာမွေးတိုင်းနေအဝတ်တောင်ပိုင်ဆိုင်ကြရမလို့ဩမဟုတ်ဘူးမြတ်စွာဘုရားကြတော့အဝတ်ဟာပိုင်ဆိုင်ခွင့်ရှိတယ်ဘာကြောင့်လဲဆိုရင်လူမြင်မတော်တဲ့အင်္ဂါရပ်တွေကိုဖုံးလွှမ်းဖို့သို့မဟုတ်ယာတိဥရုဒဏ်တွေကိုခံနိုင်ဖို့ဟောဒီရွယ်ချက်နဲ့အဝတ်ဆိုတာပိုင်ဆိုင်ခွင့်ရှိတယ်ဒီလိုဆိုလိုတာအဲ့ဒါဓမ္မိကဒုက္ခတရားသဖြင့်ရလာတဲ့ချမ်းသာဒုက္ခကိုစွန့်ပယ်เสียမလိုဘူးတဲ့မြတ်စွာဘုရားတရားအထုတ်ဖို့တန်တရားဥက္ကလွတ်ဖို့ဆိုတဲ့နေရာမှာအကုန်လုံးစွန့်ပစ်ဖို့မဟုတ်ဘူးတဲ့လူဆိုတာကစားစရာရှိရမယ်နေစရာရှိရမယ်ဝတ်စရာရှိရမယ်မကြမ်းပါလို့ရှိရင်ဆေးဝါးရှိရအဲ့ဒီမိယာ၄မျိုးမှမရှိရင်ဘဝမှာအသက်ရှင်ဖို့မဖြစ်နိုင်ဒါကြောင့်မို့မိယာပစ္စည်း၄ပါးဆိုတာလိုအပ်တယ်ဘဝရည်တည်မှုအတွက်လိုအပ်ချက်တစ်ခုဖြစ်တယ်ဘုန်းကြီးတွေပဲဖြစ်ဖြစ်လူဝတ်ကြောင့်တွေပဲဖြစ်ဖြစ်ပစ္စည်း၄ပါးဆိုတာပဲဘာလို့ဆိုရင်စားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းပါလို့ရှိရင်ဆေးဝါးရဲ့ဒါပဲရှိတာလူနဲ့ဘုန်းကြီးနဲ့မတူတာကဘာဘုန်းကြီးတွေကြတဲ့အခါကျတော့စားစရာကဆွန့်ခံလို့ရတဲ့ဆွန့်ဝတ်စရာကြတော့ဗန္ဓကုသင်္ကန်းနေစရာကြတော့ရုက္ခမူလသိဏခဏအကြောင်းဟောအဲ့ဒါလေးပဲကွာမကြမ်းပါလို့ရှိရင်ဆေးဝါးကရလွယ်တဲ့နွားကျင်ငယ်သို့မဟုတ်နွားကျင်ငယ်နဲ့စိန်ထားတဲ့ဈေးပြူရှစ်ရှာဘာဖြစ်လို့နွားကျင်ငယ်ကိုရည်ညွှန်းတာတော့ဆိုတော့ဆေးတန်းတကြံကပြောထားတာနွားကျင်ငယ်တည်းတဲ့တီးချေကြောင့်ဖြစ်တဲ့ယောဂမှတပါးယောဂအလုံးကိုပျောက်ကင်းစေနိုင်တယ်တီးချေကြောင့်ဖြစ်တဲ့ယောဂကိုတော့မပျောက်ကင်းစေနိုင်ဘူးတဲ့ကျန်တာတွေအကုန်ပျောက်ကင်းစေတယ်ဒါကြောင့်မို့နွားကျင်ငယ်ဈေးပြူရှစ်ရှားကြတော့တီးချေကြောင့်ဖြစ်တဲ့ယောဂကိုပျောက်ကင်းစေနိုင်တယ်ဆိုတော့နွားကျင်ငယ်နဲ့ဈေးပြူရှစ်ရှားပေါင်းလိုက်တဲ့အခါကျတော့ယောဂမကြံတော့အကုန်ပျောက်တယ်လို့ဆိုတော့ဟောအဲ့ဒီအဓိပ္ပာယ်ကိုပေးထားတာအေးကောင်းပြီမြတ်စွာဘုရားရဲ့လမ်းစဉ်ကလူဘဝမှာလူချမ်းသာရနေတဲ့ပုဂ္ဂိုလ်တွေဟာမလိုအပ်ဘဲနဲ့ဆင်းရဲဒုက္ခရောက်အောင်လုပ်เสียမလိုအပ်ဘဲနဲ့လုပ်နေတယ်ဆိုတာဆောင်းရောင်ကြီးတစ်တလုံးထိုင်နေမယ်စူးပေါ်အိတ်နေမယ်ဟောနေဘူးတဲ့မိဘူးတဲ့မှာပင်စာတပအကျင့်ကြီးကိုကျင့်နေမယ်ဒီလိုဟာတွေကမလိုအပ်တဲ့အလုပ်တွေလို့ဒီလိုဆိုလို့ရတယ်ပေါ့အကျိုးမဖြစ်ထွန်းတဲ့အတ္တကိလမထလူယောဂခန္ဓာကိုယ်ပင်ပန်းယုံတာဖြစ်တဲ့အကျင့်မျိုးတွေဟာဒါမလိုအပ်ဘဲနဲ့ချမ်းသာဒုက္ခပေးရရောက်တယ်ဓမ္မိကဒုက္ခလိုအပ်တဲ့ချမ်းသာဒုက္ခကိုတော့လက်လွတ်မပြေရဘူးတဲ့မြတ်စွာဘုရားလက်လွတ်မပြေရဘူးဆိုတဲ့အခါမှာအရေးကြီးတာဘာလို့ဆိုအဲ့ဒီချမ်းသာပေါ်မှာတော့မမောတွေ့တာမနေနဲ့တဲ့ဒါတခုဟုတ်လားချမ်းသာဒုက္ခကိုတော့ထိုက်တဲ့လျောင်းတရားသဖြင့်ရတဲ့ချမ်းသာဒုက္ခကိုခံစားသို့တော့အဲ့ဒီပေါ်မှာတွေ့တာမိန်မောနေတာမဖြစ်စေနဲ့ဒီ၃ချက်အဓိကဘုရားမြတ်စွာရဲ့လမ်းစဉ်မှာနော်လိုက်နာကျင့်သုံးရမယ့်အချက်၃ခုအနေနဲ့ဒီတရားဓမ္မကျင့်သုံးရေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီ
ဒီချက်သုံးချက်ကိုအခြေခံအနေနဲ့ဟောတာမလို့အဘဲနဲ့ဒုက္ခမခံနဲ့နော်တရားသဖြင့်ရရှိတဲ့ချမ်းသာဒုက္ခမျိုးကိုခံစားဆိုပါစို့ဇန်တရားကျင့်တဲ့အခါမှာတမာရီလေးရလာလို့စိတ်ကလေးငြိမ်းနေလို့ရှိရင်ကြည်နူးတဲ့ချမ်းသာဒုက္ခရတာအဲ့ဒါမျိုးကိုစွန့်ပြရမှာလားမစွန့်ပြရဘူးနော်အဲ့ဒီချမ်းသာမျိုးကလက်ခံထားရမယ်ချမ်းသာမျိုးပဲဓမ္မပီတိဓမ္မဒုက္ခဆိုတရားသဖြင့်ရလာတဲ့ချမ်းသာဒုက္ခမျိုးပစ္စည်းလေးပါးကိုအမိပြုပြီးရလာတဲ့ချမ်းသာဒုက္ခမျိုးပါစွန့်ပြရမယ်ချမ်းသာမျိုးမဟုတ်ဘူးသို့တော့ချမ်းသာဒုက္ခအပေါ်မှာမဲ့မောတွေ့တာနေတာတော့မဖြစ်စေနဲ့ဟောမြတ်စွာဘုရားဟောလို့နေတာဒီအချက်၃ချက်အဲ့ဒီအခါမှာဘာလုပ်ရမလဲတရားကျင့်တဲ့အခါမှာဟောဒီလူတွေရဲ့ခန္ဓာ၅ပါးဘုန်းကြီးတို့တွေရထားတဲ့ခန္ဓာ၅ပါးဟာမြတ်စွာဘုရားအဲ့ဒီခန္ဓာ၅ပါးကိုဘာဟောတော့ဒုက္ခလို့ခေါ်တယ်ဓမ္မစကြာမှာလည်းပဲမြတ်စွာဘုရားဟောထားတာဒုက္ခလို့ခေါ်တာပံခိတ်တေနပင်စုပါဒနက္ခဏာဒုက္ခဒုက္ခတယုတ်တွေထုတ်ပြတယ်နောက်ဆုံးကြတော့ဥပါဒณะခန္ဓာ၅ပါးဒုက္ခပါပဲလို့ဒါကြောင့်မို့တန်ယုံပါဠိတော်မှာလည်းမြတ်စွာဘုရားဟောထားတယ်ဘုန်းကြီးတို့တွေရုပ်တရားရလာတာဝေဒနာတွေရလာတာဝေဒနာဆိုတာယောဂပြောတာမဟုတ်ဘူးနော်သင်ညာရလာတာသင်္ခါရရလာတာဝိညာဏရလာတာခန္ဓာ၅ပါးရလာတာဘာရလာတော့ဆိုမြတ်စွာဘုရားဒုက္ခရလာတာတဲ့ယောဘိက္ခဝေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောရုပ်တရားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာတာပါတဲ့ယောဘိက္ခဝေသက္ခုတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရောမျက်လုံးကလေးရလာတာဘာရလာတာဒုက္ခရလာတာနားကလေးရလာတာဒုက္ခရလာတာနှာခေါင်းကလေးလျှာလေးကိုယ်လေးရလာတာဒုက္ခရလာတာစိတ်ကလေးရလာတာဒုက္ခရလာတာဟောမြတ်စွာဘုရားကဒုက္ခလို့ဟောတယ်အဲ့ဒီဒုက္ခဟာဘယ်သူကြောင့်လာတာတုံးဆိုရင်တဏှာကြောင့်လာတာတဲ့အဲ့ဒါကိုမြတ်စွာဘုရားကဒုက္ခနိဒာနတဏှာကိုဒုက္ခကိုအနှင်းတတ်တဲ့အကြောင်းဖြစ်သောကြောင့်တဏှာကိုဒုက္ခနိဒာနလို့ခေါ်တယ်အဲ့ဒီဒုက္ခနိဒာနတွေဖယ်ရှားပြစ်ဖို့ရအတွက်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ရအဲ့တော့ကျင့်တယ်ဆိုတဲ့နေရာမှာမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်တယ်ဆိုတဲ့နေရာမှာလိုအပ်တဲ့အတိုင်းအတာအထိလောက်ကြရတယ်လိုအပ်တဲ့အတိုင်းအတာတစ်ခုလုပ်တယ်ဆိုပါစို့မနေ့စာပဲစားတယ်ညစာမစားဘူးဝိကာလဘောဇနာသိက္ခာဘောဆောက်တယ်ဒါကိုညှင်းဆဲတာမဟုတ်ဘူးကိုညှင်းဆဲတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်လူတွေကတစ်ချိန်စားယုံနဲ့အသက်ရှင်တည်နေနိုင်တာလိုအပ်ချက်ဟာပြည့်ပြည့်စုံတယ်လူတွေအပိုစားနေကြအပိုစားနေလို့လူတွေကြည့်ဗိုက်ကြီးတွေရွှဲလာနော်ဗိုက်ကြီးတွေရွှဲဝိတ်ချအစားတော့မလျှော့ဘူးလူများနော်မတည့်တာစားဆေးတော့ပြောက်ဟုတ်လားစားတော့မလျှော့ဘူးအဲ့တော့မလိုလားဖက်နဲ့စားတော့နေကြတာတွေကိုမြတ်စွာဘုရားကမလိုလားတဲ့ဟာကိုဖယ်လိုက်သင်္ခါရလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ကြံကြုတ်ကိုအားထုတ်လိုက်လို့လုံးလအားထုတ်လိုက်တယ်တရားဓမ္မမှန်ကန်တဲ့ကျင့်စဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါကျတော့အဲ့ဒီကျင့်ကြံအားထုတ်မှုကိုအကြောင်းပြုပြီးတော့ခုနကဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့တဏှာဟာပျောက်သွားတွေ့တာမှုတွေဖယ်ရှားပြစ်လိုက်နိုင်တယ်ဒါကကျင့်စဉ်တစ်ခုအဲ့ဒါလို့မဟုတ်ဘဲနဲ့နောက်တနည်းကတော့ဖြစ်ပေါ်လာတဲ့ဒုက္ခဝေဒနာအခက်အခဲတွေကိုဘာတစ်ခုမှဒီပြင်းပြင်းထန်ထန်ကျင့်တာမလုပ်တော့ဘဲနဲ့လစ်လျူရှုထားနိုင်တယ်ပေါ့လစ်လျူရှုထားလိုက်တယ်ထိုလစ်လျူရှုထားခြင်းဖြင့်ဒါအသိဉာဏ်လေးနဲ့လစ်လျူရှုထားခြင်းဖြင့်ခဏကဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့တဏှာကိုဖယ်ရှားပြနိုင်တယ်ဆိုလိုတာကမြတ်စွာဘုရားကဒုက္ခပฏิပဒါခိဗ္ဗဗိညာချမ်းချမ်းသာသာကျင့်ခြင်းဖြင့်လည်းပဲဒုက္ခခံမှာမဟုတ်ဘူးချမ်းချမ်းသာသာကျင့်ပြီးတော့အသိဉာဏ်ရှိသွားတာနဲ့ဒီပြိုင်နဲ့ခုနကဒုက္ခကိုအနှင်းနဲ့တဏှာကိုဖယ်ရှားနိုင်ကြပါလေဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကဆိုလို့ရှိရင်ရှင်သာမဏေအငယ်ကလေးတွေတောင်မှပဲသင်္ကန်းဝတ်မလို့ဆံရိတ်လိုက်တယ်တသပင်စကကမ္မထာလေးကိုတင်ထားပြီးတော့ခန္ဓာကိုယ်ကရိတ်ချလိုက်တဲ့သပင်လေးရဲ့မတင့်တယ်မှုရွှင်ရှားပွဲတွေကိုဆင်ញင်သုံးသပ်ရင်းနဲ့
ခေါင်းရိပ်တဲ့အဆုံးမှာယဟနာဖြစ်သွားကြတာလည်းရှိနော်ခေါင်းရိပ်တဲ့အဆုံးမှာယဟနာဘာလဲသုခပฏิပဒါခိတ်ပါပဲကျင့်ရတာလဲလွယ်လွယ်လေးရဲ့ရလိုက်တာလဲလျင်မြန်တယ်အတိဉာဏ်ကလည်းအလွန်လျင်မြန်တယ်ဆိုတဲ့အကျင့်ဟိုမလိုလားပဲနဲ့ဒုက္ခတွေခန်းနေเสียမလိုဘူးလို့ဆိုမြတ်စွာဘုရားကဘာတွေကိုဆက်ပြီးတော့ပြောတော့လို့ဆိုလို့ရှိရင်ဥပမာမဲ့တဲ့ချမ်းချမ်းသာသာနေလို့ကိုယ့်ရဲ့အနေအထိုင်တစ်ခုမှာဇင်ခန်းနေလို့ချမ်းသာဒုက္ခခံစားနေလို့အကုသိုလ်တွေတိုးပြီးတော့ကုသိုလ်တွေကဆုပ်ယုပ်နေမယ်ဆိုလို့ရှိရင်ဒုက္ခခံလိုက်ပါတဲ့။ဘာလို့ဆိုလိုအပ်တယ်ချမ်းသာတွေကိုဘာဖြစ်လို့လဲဆိုတော့အကုသိုလ်တွေတိုးပြီးတော့ကုသိုလ်တွေညော့နေမယ်ဆိုလို့ရှိရင်ဒီချမ်းသာဒုက္ခမလိုလားအပ်တော့နော်ဒီချမ်းသာဒုက္ခခံနေသည့်အတွက်ကြောင့်အကုသိုလ်တွေတိုးပွားပြီးတော့ကုသိုလ်တွေညော့နေနေမယ်ဆိုရင်အဲ့ဒီချမ်းသာမျိုးကိုမခံမဲနဲ့ကိုယ့်ကိုယ်ကိုဒုက္ခခံလိုက်ပါဒုက္ခခံလိုက်တဲ့အခါခုနကဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့တဏှာကိုဖယ်ရှားပြနိုင်လိမ့်မယ်အဲ့ဒီတဏှာကိုဖယ်ရှားပြပြီးတဲ့နောက်ကြတော့အဲ့ဒီဒုက္ခကိုဆက်ခံเสียရလို့သေးလားဆိုမလို့တော့မြတ်စွာဘုရားကဥပမာပေးထားတယ်မြားကလေးတစ်စင်းအသားလေးတစ်ခုယူပြီးတော့မြားတံလှုပ်တယ်မြားတံလှုပ်တဲ့အခါမြားကလေးကဖြောက်နေမှစုဝင်မှုအားကောင်းတယ်ပြေးမှုအားကောင်းတယ်ပေါ့အဲ့တော့ဒီမြားကလေးဖြောက်နေအောင်မလုပ်ရတော့ဆိုမီးနဲ့กินရမီးกินလိုက်ဖြောက်လိုက်မီးกินလိုက်ဖြောက်လိုက်လုပ်လိုက်တဲ့အခါကျတော့မြားတံလေးကဖြောက်တန်းသွားအဲ့ဒါလို့ဖြောက်တန်းဖြစ်သွားတဲ့မြားကလေးကိုနောက်ထပ်မီးกินเสียလိုအောင်မလားမလိုတော့ဘူးအဲ့ဒါလို့ပဲဒုက္ခခံလိုက်လို့ဒုက္ခရဲ့အကြောင်းဖြစ်တဲ့တဏှာကိုဖယ်ရှားလိုက်တဲ့အတွက်ကြောင့်စိတ်ဓာတ်အနေထားအနေနဲ့ဖြောက်မှတ်ပြီးတည်ငြိမ်သွားပြီဆိုတဲ့အခါမှာဒီဒုက္ခမျိုးကိုထပ်ပြီးခံเสียမလိုတော့ဘူးလို့ဆိုလို့ဒါမြတ်စွာဘုရားရဲ့နိလန်းပဲကျင့်တယ်နော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားဓမ္မကျင့်တော့မယ်ဆိုလို့ရှိရင်နံပါတ်1ဘာလို့ရမလဲအရေးကြီးဆုံးကကိုကျင့်တရားသီလကိုဆောက်တည်ရမယ်ယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်သီလဆောက်တည်ရမယ်ကိုကျင့်တရားကောင်းအောင်လုပ်ရမယ်လူတွေဆိုလို့ရှိရင်၅ပါးသီလအနည်းဆုံးရှိရမယ်နော်သာသနာ့နယ်ဝင်သီလရှင်ဆရာကြီးဆရာလေးတွေဆိုလို့ရှိရင်၈ပါးသီလသို့မဟုတ်10ပါးသီလဒီလိုရှိရမယ်ယဟန်တွေဆိုလို့ရှိရင်129သွယ်သောသိက္ခာပုဒ်တွေဂရေကိုတော်ညောသောသိက္ခာပုဒ်တွေစောင့်ထိန်ရကိုကျင့်တရားဆိုင်ရကိုကျင့်တရားတွေကိုပြည့်စုံအောင်ကျင့်ရအဲ့ဒီကိုကျင့်တရားကျင့်လို့ရှိရင်ဘာရလဲဆိုအနဝိဇ္ဇဒုက္ခအပြစ်မဲ့ချမ်းသာကိုခံစားရဟုတ်တယ်လေကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ကသူ့မှာဘာအပြစ်မှမရှိဘူးဆိုဘာအပြစ်မှမရှိဘူးဆိုတဲ့လူရဲ့ချမ်းသာမှုကအမတ္တမကြီးမားတယ်အပြစ်ရှိနေတဲ့လူတယောက်ဟာတယောက်တည်းနေလဲအပြစ်ကြောင့်မို့လို့ तू ကပူးနေမှာပဲငါမဟုတ်တာတွေလှုပ်ထားတယ်ငါမဟုတ်တာတွေလှုပ်ထားတယ်နဲ့ तू ပူးနေမှာကိုကျင့်တရားကောင်းပြီဆိုလို့ရှိရင်အပြစ်မရှိဘူးအပြစ်မရှိတော့ဘာဖြစ်လဲအဝိပတိတာရစိတ်ထဲမှာကြည်နူးနေစိတ်ကြည်နူးတဲ့အခါဝမ်းမြောက်တယ်ပါမောဇဝမ်းမြောက်တော့ပီတိဖြစ်ရတယ်ပီတိဖြစ်တော့ပတ္တတိဒီကုလုံးငြိမ်းချမ်းတယ်ငြိမ်းချမ်းရင်ဒုက္ခနေလို့ထိုင်လို့ချမ်းသာတယ်နေလို့ထိုင်လို့ချမ်းသာလို့ရှိရင်သမာဓိစိတ်တည်ငြိမ်တယ်စိတ်တည်ငြိမ်လို့ရှိရင်ဘာဖြစ်လဲယထာဘုဒ္ဓညာနာတဒနာမှန်မှန်ကန်ကန်မြင်တယ်ဆိုဟောဒီအကျိုးတွေဟာဆင်ငယ်ပေါ်လာတာဒါကလုံယူเสียမလို့ဘူးဒီတစ်ခုရှိရင်ဒါတွေရှိလာမှာပဲဩသီလရှိလာလို့ရှိရင်ဒီအစဉ်စဉ်အကျိုးတွေကိုရလာဒါကြောင့်မို့မြတ်စွာဘုရားကသီလရှိရင်အနဝိဇ္ဇဒုက္ခဆိုတာခံစားရလိမ့်မယ်ဒါဖြင့်သီလရှိပြီးဘာလုပ်ဖို့လိုတော့ဆိုရင်တန်တုဋ္ဌိတရားကျင့်တော့မဲ့ပုဂ္ဂိုလ်ဟာရတာနဲ့ရောင်ရဲကိုတန်တုဋ္ဌိရှိဖို့လိုအပ်တယ်ရတာလေးနဲ့ကျင့်တတ်ရမယ်ရောင်ရဲရမယ်တန်တုဋ္ဌိရှိပြီးဘာလုပ်ရမလဲဆိုရင်ဣန္ဒြိယသံဝရဣန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဣန္ဒြေထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်မျက်စိကမြင်စရာအာယုံကိုမြင်ပြီးတဲ့အခါမှာလောဘဖြစ်တာမဖြစ်ရဘူးဒေါသမဖြစ်စေရဘူးလောဘမဖြစ်စေရဘူးမှန်မှန်ကန်ကန်သိထားမယ်ဟောနားကအတန်ကြားပြီးတော့ကြားတဲ့အတန်ပေါ်မှာလောဘမဖြစ်စေရဘူးဒေါသမဖြစ်စေရဘူးအမှန်မသိသည့်အတွက်ကြောင့်မောဟလည်းမဖြစ်စေရဘူးနှာခေါင်းကအနံ့ကိုရှုပြီးတဲ့အခါမှာလျှာကအရသာကိုခံစားတဲ့အခါမှာခန္ဓာကိုယ်ကအထီးတွေးနဲ့ထိတွေ့တဲ့အခါမှာစိတ်ထဲမှာစိတ်ကူးစိတ်တန်းတဲ့အခါမှာကောင်းတဲ့အာယုံဆိုရင်လောဘဖြစ်သွားတတ်တယ်မဖြစ်စေရဘူးမကောင်းတဲ့အာယုံဆိုရင်ဒေါသဖြစ်သွားတတ်တယ်မဖြစ်စေရဘူးအဲ့ဒါလို့လောဘဒေါသမဖြစ်အောင်ထိန်းတာကိုပဲအိန္ဒြေလုံညုံအောင်ထိန်းတယ်လို့ပြောတာ
Eri indri longjong doye belu chanda myo khansaya tele se abya teka dukha de bama yoswe seya melu de chanda dukha emetama tap phyan pi do piet sung de chanda dukha lo so lo Taja ha tu ko chiuဖို့အတွက်အချိုဆွတ်เสียလိုသေးလားမလိုဘူးသူ့ဘာသူအချိုဟာလုံလောက်နေသည့်အတွက်ကြောင့်အချိုဆက်เสียမလိုဘူးဒီအိန္ဒြိယသံဝရလုံခြုံသွားလို့ရှိရင်လည်းပဲအဲ့ဒီအပြတေကဒုက္ခနောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်လုံခြုံနေသည့်အတွက်ကြောင့်လောဘတွေဒေါသတွေမောဟတွေကိလေသာတွေနဲ့မရောတဲ့တန့်ပြန့်တဲ့ချမ်းသာဒုက္ခတစ်မျိုးရတယ်ဒီလိုဆိုလို့လားအဲ့ဒါပြီးလာတဲ့အခါကျတော့ဘာလို့ဖို့လိုအပ်တုံးလို့ဆိုတဲ့အခါကျတော့တတိတံပစင်ညဒါကလည်းအမတမအရေးကြီးတယ်လူတွေဟာအမတ်တမဲ့နေကြတာများတယ်လေတတိတံပစင်ညဆိုတာကအမတ်တမဲ့မနေနဲ့သွားရင်လည်းအမတ်တမဲ့မသွားနဲ့စားရင်လည်းအမတ်တမဲ့မစားနဲ့ဒီအဓိပ္ပာယ်ကိုပြောတယ်ဝတ်ရင်လည်းအမတ်တမဲ့မဝတ်တတိထားရတံပစင်ညဆိုတဲ့စဉ်းစားတွေးခေါ်မှုရှိရစဉ်းစားဆင်ခြင်မှုရှိရမယ်တတိထားတယ်စဉ်းစားဆင်ခြင်မှုရှိတယ်ဆိုပါစို့ဒီနေရာကိုသွားရင်အကျိုးရှိသလားမရှိဘူးလားဒါလုပ်ရင်အကျိုးရှိသလားမရှိဘူးလားဆိုစဉ်းစားတာတံပစင်ညတတိထားတာကတတိနော်အခုပြောကြတယ်မဟုတ်လားအတိနဲ့တတိဆိုတာဒီတတိတံပစင်ညကိုပြောတကယ်ကအမတ်တမဲ့မနေတာအမတ်တမဲ့နေရင်တတိမရှိဘူးမစင်ရင်မစင်စားရင်တံပစင်ညမရှိဘူးဒါကြောင့်မို့လို့လူဘဝနေစဉ်ဘဝမှာလောက်တိုင်းစားတောက်နေတဲ့အချိန်မှာတတိနဲ့တံပစင်ညရှိဖို့လိုအပ်တယ်တရားထုတ်တဲ့အခါမှာလည်းပဲတတိနဲ့တံပစင်ညရှိဖို့လိုအပ်တယ်ပေါင်းလိုက်တဲ့အခါကျကြည့်နံပါတ်1ကကိုချင်းသီလနံပါတ်2ကရောင်ရဲမှုနံပါတ်3ကအိန္ဒြေကိုထိမ့်သိမ့်မှုနံပါတ်4ကတတိတံပစင်ညအဲ့ဒီ4မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှာကမ္မထမ်းကြောင်းကိုသွားတဲ့တယ်နော်အဲ့ဒီ4မျိုးနဲ့ပြည့်စုံမှတောရဆောက်တည်တဲ့တယ်ပေါ့တောထဲမှာဒီ4ချက်နဲ့မပြည့်စုံမဲနဲ့တောထဲသွားနေလို့ရှိရင်မုတ်ဆိုးတယောက်ရဲ့တောထဲမှာနေနီးကားပဲဖြစ်မယ်တရိษံနေနဲ့သွားနေတဲ့သဘောလောက်ပဲဖြစ်လိမ့်မယ်ဒါကြောင့်မို့လို့ဒီအချက်4ချက်ဟာတောရဆောက်တည်ပြီးတော့တရားအထုတ်တော့မယ်ဆိုရင်ဟောဒီ4ချက်နဲ့ပြည့်စုံမှုလိုအပ်တောတယ်မကဘူးဒိဋ္ဌာကိုသွားမယ်ဆိုရင်လည်းပဲဒီ4ချက်ပြည့်စုံမှုလိုအပ်တယ်ကိုချင်းသီလရှိရမယ်ရောင်ရဲမှုရှိရမယ်အိန္ဒြေထိန်းသိမ်းဆောက်ရှောက်မှုရှိရမယ်တတိတံပစင်ညရှိရမယ်အဲ့ဒီ4ချက်ရှိမှတရားအထုတ်တာပြည့်စုံတယ်လို့ဆိုကဲအဲ့ဒါပြီးရင်ဘာလိုအပ်သေးတယ်လဲရှေ့ကိုဘာဆက်လုပ်ရမလဲလို့ဆိုနိဝရဏတရားတွေကိုဖယ်ရှားဖို့ကြိုးစားနိဝရဏတရားဆိုတာကကောင်းတဲ့အာယုန်လေးနဲ့တွေ့လို့ရှိရင်နှစ်သက်ချင်တဲ့လောဘကာမိဆန္ဒ desire for sense of pleasure အဲ့ဒါကိုဖယ်ရှားပြရမယ်မျက်စိကကောင်းတာလေးကိုမြင်ဟုတ်လားကြည့်ခြင်းနဲ့နားလေးကကောင်းတဲ့အတန်ကြားရင်ထပ်နားထောင်ခြင်းနဲ့နှာခေါင်းကမှုကြိုင်တဲ့အနံ့ဆိုထပ်ရှူခြင်းနဲ့လျှာကကောင်းတဲ့အရာသာလေးဆိုရင်ထပ်စားခြင်းလာတယ်ခန္ဓာကိုယ်ကနော်နုညံ့တဲ့အထီးအတွေ့ဆိုရင်ထပ်ပြီးတော့ထိခြင်းနဲ့တွေ့ခြင်းနဲ့ဆိုတဲ့ဒီနှစ်သက်စရာအာယုန်တွေပေါ်မှာတန်တမှုဆိုတဲ့လူချင်းဆန္ဒမဖြစ်စေရဘူးဒါဖယ်ရှားအဲ့ဒါဖယ်ရှားတယ်လို့ပဲမကောင်းတဲ့အာယုန်နဲ့တွေ့လို့ရှိရင်စိတ်ထဲမှာဆန့်ကျင်မှုတွေဖြစ်ပြီးတော့မုန်းတီးမှုတွေဒေါသတွေဖြစ်တယ်အဲ့ဒီမလိုချင်မှုမုန်းတီးမှုဆိုတာကိုလည်းမဖြစ်စေနဲ့နောက်တစ်ခါအာယုန်နဲ့တွေ့လာတဲ့အခါကျတော့ဒီကုသိုလ်ကောင်းမှုကိစ္စပေါ်မှာစိတ်ကတွန့်ဆုတ်လာတတ်တယ်စိတ်ကတွန့်ဆုတ်လာတာကိုဌိနလို့ခေါ်တယ်စိတ်တွန့်ဆုတ်ရုံနဲ့မကဘူးခန္ဓာကိုယ်ကပါဟုတ်လားအိတ်ချင်ငိုက်ကြီးလာတယ်မိဋ္ဌအဲ့ဒီဌိနမိဋ္ဌဆိုတာလည်းပဲကုသိုလ်တရားတွေကိုစုပ်ပိတ်တတ်တယ်အတိညာဉ်ကိုစုပ်ပိတ်တတ်လို့နိဝရဏလို့ခေါ်တယ်အဲ့ဒါတွေကိုလည်းဖယ်ရှားနိုင်အောင်ကြိုးစားရမယ်နောက်တစ်ခုကအာယုန်တစ်ခုတည်းပေါ်မှာမတည်ငြိမ်မဲနဲ့ပြန့်လွင့်နေတဲ့ဥဒိစ္စကိုလုပ်ခဲ့တဲ့အလုပ်တွေပေါ်မှာသွားပြီးတော့နောင်တပူပန်းနေတဲ့ပုဂ္ဂိုလ်စအဲ့ဒါတွေကိုလည်းမဖြစ်အောင်ထိမ့်သိမ်းဆောင်ရှောက်ရမယ်ဟောနောက်တစ်ခုကကိုကျင့်နေတဲ့လမ်းစဉ်နဲ့ပတ်သက်လာပြီးတော့တန်တရားဝင်နေတဲ့ဝိသိကိစ္စပေါင်းလိုက်တဲ့အခါကျတော့နော်ကာမိသန္တာတဲ့ဇာဘာရာတဲ့ဌိနမိတ်တာတဲ့ဥဒိစ္စကုက္ကုစ္စဝိသိကိစ္စဆိုတဲ့ဒီနိဝရဏလို့ခေါ်တဲ့ဆုတ်ပိတ်တတ်တဲ့အတိပညာကိုအားပြော့သွားစေတတ်တဲ့နိဝရဏတရားတွေကိုကိုယ်စိတ်ထဲမှာဝင်မလာအောင်ရှင်းလင်းသုတ်တင်ပြီးတော့တရားဓမ္မကျင့်ရမယ်ဒါကတမာတိလုပ်ငန်းလုပ်ဖို့ပြောတာခုနကအချက်တွေထားပြီးတော့ဒါသမထကျင့်စဉ်တစ်ခုကိုကျင့်လို့ပြောတာနော်
အဲ့ဒီသမထကျင့်စဉ်ကိုကျင့်ပြီဆိုလို့ရှိရင်နိဝရဏတရားတွေကိုဖယ်ရှားနိုင်လိမ့်မယ်ဖယ်ရှားနိုင်တဲ့အခါကျတော့နိဝရဏတရားတွေလုံးဝကင်းစင်သွားပြီဆိုတဲ့အခါကျတော့သမထကျင့်စဉ်တစ်ခုကိုအောင်လို့ရှိရင်ပထမဇန်ဒုတိယဇန်တတိယဇန်သုဒ္ဓဇန်ဆိုတဲ့ဇန်တွေရလာလိမ့်မယ်အဲ့ဒီကနေပြီးတော့ထိုဇန်တရားတွေပေါ်မှာရှိတဲ့သဘာဝတရားတွေကိုရှုမြင်သုံးသပ်ပြီးတော့ရုပ်နဲ့နာမ်ခွဲခြားပြီးတော့ဆင်ញင်သုံးသပ်လာလို့ရှိရင်ဝိပဿနာဉာဏ်ဝင်လာလိမ့်မယ်အဲ့ဒီဝိပဿနာဉာဏ်ဝင်လာတဲ့အခါကျတော့ထိုဝိပဿနာဉာဏ်ရဲ့အမြင်မှာရုပ်နဲ့နာမ်နှမျိုးပဲထိုရုပ်နဲ့နှမျိုးဟာလည်းဆိုင်ရာအကြောင်းကြောင့်ဖြစ်တယ်လို့သိလာတယ်အဲ့ဒီယုံ nant တရားတွေဟာဖြစ်ပြီးတော့ပြည့်နေတယ်ဆိုတာကိုလည်းမြင်လာတယ်နောက်ဆုံးတမာတိစွမ်းအားတွေမြင်လို့အသိဉာဏ်တက်လာတဲ့အခါကျတော့ဖြစ်တာတောင်မမြင်တော့ဘူးအပြစ်တွေကြီးပဲမြင်လာလိမ့်မယ်အဲ့ဒီအပြစ်တွေကြီးမြင်လာတဲ့အခါကျတော့အော်ကြောက်စရာကြီးပါလားလို့မြင်လာလိမ့်မယ်ဘုရားဉာဏ်ဖြစ်လာကြောက်စရာကြီးပါလားလို့မြင်လာတဲ့အခါမှာအပြစ်တွေကိုမြင်လာလိမ့်မယ်အာဒီနဝဉာဏ်မြင်လာတဲ့အခါကျတော့လွတ်ချင်စိတ်တွေဖြစ်လာမယ်မုံစိတုကမြတာဉာဏ်လွတ်ချင်ပြီဆိုရင်လွတ်ရလောက်ကြောင်းပြန်ပြီးစဉ်းစားတာမျိုးပေါ်လာမယ်ပဋိသင်္ခါဉာဏ်သင်္ခါရတရားတွေပေါ်မှာလစ်လျူရှုပြီးတော့တည်ငြိမ်စွာနေနိုင်တဲ့အဆင့်ရောက်သွားပြီဆိုရင်သင်္ခါရုပ္ပခဉာဏ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်သွားပြီဆိုလို့ရှိရင်အနုလောမဉာဏ်ဆိုတာပေါ်လိုက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ဟိုဘက်ကိုကူးဖို့ရအတွက်တရားကလေးခင်းပြီးသားဖြစ်သွားတော့ပေါ့အနုလောမဉာဏ်ဟာဟိုဘက်ကူးဖို့တရားနဲ့အလားတရာတူတယ်ပေါ့အဲ့ဒီအနုလောမဉာဏ်ကိုဖြတ်ပြီးတော့ရှောက်လိုက်တာနဲ့တပြိုင်နက်ဟိုဘက်မှာမက်ဆိုတာပေါ်လာပြီးမက်ရဲ့နောက်မှာဖို့ဆိုတာပေါ်လာမှာဖြစ်ဒါကဘုရားမြတ်စွာဟောကြားတဲ့လမ်းစဉ်ပဲခုနကလိုနိဂန္ဓတွေကျင့်တာလိုပဲဒုက္ခခံလို့ရှိရင်အတိတ်ကံတွေကုန်သွားတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူးတဲ့လက်တွေ့ကျင့်သုံးခြင်းဖြင့်နော်မြတ်စွာဘုရားကအသိဉာဏ်ဓုတွေကိုရပြီးတော့ဆင်းရဲဒုက္ခတွေဟာကိလေသာတွေကုန်သွားလို့ရှိရင်ကံတရားတွေကလည်းကိလေသာကုန်သွားသည့်အတွက်ကြောင့်ကံတရားတွေဆိုတာကိလေသာအဖော်ရမှအကျိုးပေးနိုင်ခွင့်ရှိတယ်ဒါကြောင့်မို့ကိလေသာဝေါကမ္မဝေါဝိပါကဝေါလို့ဝေါသုံးမျိုးထဲမှာကိလေသာကိုပယ်တတ်ခြင်းဖြင့်ကံတရားတွေအကျိုးမပေးနိုင်တော့ဘူးကံတရားတွေအကျိုးမပေးနိုင်လို့ရှိရင်ကံတရားတွေရဲ့အကျိုးဆက်ဖြစ်တဲ့ဝိပါကရဇတ်ဆိုတာမလာတော့ဘူးအဲ့ဒီကံကိလေသာတွေကုန်သွားလို့ရှိရင်ဝိပါကဆိုတဲ့အကျိုးတရားတွေလည်းနောက်ထပ်ပေါ်စရာမရှိတော့ဘူးအဲ့ဒါသိပင်ဘုရားမြတ်စွာဟောကြားတဲ့သာဝရအငြိမ့်တနိဗ္ဗာန်မြတ်ဆိုတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဒီဝတ္တဟသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မကိုအနှစ်ချုပ်နာထားရပြီးတဲ့အခါဘုရားမြတ်စွာရဲ့လမ်းစဉ်ဟာအခုကဲ့သို့မှန်ကန်တိမှတ်တဲ့လမ်းစဉ်ဖြစ်သည့်အတွက်ကြောင့်ဒီလမ်းစဉ်အတိုင်းကျင့်ကြံကြိုးကုပ်အားထုတ်လို့ရှိရင်တို့တွေဟာကာမဝဋ်ကိလေသာဝဋ်တို့ရဲ့ဂုံဆုံးရာကာမဝဋ်ကိလေသာဝဋ်တွေကိုဖယ်ရှားနိုင်ပြီးဝိပါကဝဋ်တွေရဲ့လုံးဝချုပ်ငြိမ်းသွားရာဝဆင်းရဲတို့ရဲ့ခင်းရာချုပ်ရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုဧကံရောက်ရှိကြမှာပဲလို့ယုံကြည်ပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့လိုက်တတ္တဝါများစွာဒေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဒေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလွေရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလွေရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပါဝင်းငွေလအမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျင့်မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာသာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်
ဖုံလန်တဝန္တာရှင်မြူဝမုံလူလည်းရဲ့ကျင်လူဝဲကြုံဖူးပွင့်ညအကုန်သည်ဖြစ်ဖြစ်သူခန္ဓာကလေအောက်လေးတဲ့ရောရှက်သင်ပြပီတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်းလန်း၍နေကြပါစေကုန်သတည်း